မင်္ဂလာပါမိတ်ဆွေလောကကြီးမှာကျွန်တော်တို့အားလုံးပြုလုပ်နေကြတဲ့အလုပ်တွေမှာအရေးကြီးသောအလုပ်အရေးမကြီးသောအလုပ်ဆိုပြီးတော့အမျိုးမျိုးရှိကြပါတယ်လောကကြီးမှာအရေးကြီးဆုံးအလုပ်ဆိုတာကမိတို့ဤဘဝကိုအောင်မြင်အောင်တိုးတက်အောင်ကြီးပွားအောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မိမိတို့ဤဘဝကိုတိုးတက်အောင်အောင်မြင်နေအောင်ကြီးပွားနေအောင်ပြုလုပ်ဖို့သစ္စာရှိစီဆရာတော်ဘုရားကြီးဟောကြားထားတဲ့တိဟနာရသုတ်တန်တရားတော်မြတ်ကိုနာယူပူဇော်ကြပါဦးတော့အားလုံးသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်ထုပုဂ္ဂိုလ်မြတ်တွေဖြစ်နိုင်ကြပါစေတိဟနာဒသုတ်တံတဲ့ဘယ်မထေရမြတ်ကြီးပြောခဲ့တဲ့စကားလဲလို့မေးရင်ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပြောခဲ့တဲ့စကားဟုတ်လားတခါကြီးမိုက်မြတ်ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးဆိုတာဦးဇင်းတို့ရဲ့သာသနာတော်မြတ်မှာမြတ်စွာဘုရားရဲ့ပါလေလက်ရတော်ယံလက်ဝဲတော်ယံကဘယ်သူလဲရှင်မဟာမောက္ကလံဒီရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ကလံကိုတော်မြတ်ကြီးနှစ်ပါးတို့ဟာလေအခသာဝကစုကိုပံကလေးကစသူတို့ဟာအတူတူပဲနော်တခါကြီးဒီမိုက်မြတ်ဒီဘုရားရဲ့လက်ထက်မှာလူဖြစ်လာတော့သူတို့ရဲ့ယဟန်ပြုပုံကလေးကနည်းနည်းစိတ်ဝင်စားစရာကောင်းလို့လူငယ်တွေအတွက်နည်းနည်းရည်စူးပြီးတော့နည်းနည်းပြောပြမယ်ဟုတ်လားရှင်သာရိပုတ္တရာဥပတိတ်တဆိုတဲ့ရွာမှာဝင်ကန္တပုံနာကြီးနဲ့ရူပတာရီပုံနေမကြီးတို့ရဲ့သားနော်ဥပတိတ်တလို့ပဲရွာရဲ့နာမည်ရွာရဲ့အကြီးအကဲတထေးတကြွယ်ကြီးတူရဲ့သားပေါ့နော်အင်မတန်ပစ္စည်းဥစ္စာချမ်းသာပါတယ်ဒါကြောင့်သူငယ်ငယ်လေးတွေကစသူ့ရဲ့အချမ်းရံ900အဲ့ဒါဒီအကုန်လုံးကခရီးထွက်ပြီဆိုလို့ရှိရင်ရွှေထန်းစဉ်900နဲ့အဲ့ဒါလောက်ချမ်းသာတယ်ဟုတ်လားတခါကြီးမိုက်မြရှင်မမောက္ကလံကြတော့သူကအဲ့ဒါလို့မဟုတ်ဘူးသူကကောလိတရွာကမောက္ကလီပုံနေမကြီးရဲ့သားဟုတ်လားသူကဘာလဲဆိုတော့အာဇာနီမြင်းကတဲ့ယထာ900အချမ်းရံရှိတယ်လို့ပြောတယ်သူကလည်းအဲ့ဒါလောက်ချမ်းသာတယ်ငယ်ငယ်လေးတွေကစပြီးတော့သူတို့နှစ်ဦးဟာလေမြေမုံကစားဘက်လေပင်တွဲပေါ်တွဲဘက်ကလေးပေါက်စလေးတွေကစတငယ်ချင်းပေါ့အဲ့ဒီကောလိတနဲ့ဥပတိတ်တတငယ်ချင်းတို့ဟုတ်လားအဲ့ဒါနည်းနည်းကြီးပြင်းလာပြီဆိုတော့လည်းပဲဒီလိုဦးဇင်းတို့သွားတူလာတူစားတူနေတူထိုင်တူအင်မတန်ခင်မင်တယ်အင်မတန်ရင်းနှီးတယ်လို့ဆိုတယ်သူတို့ယဟန်ပြုခြင်းရဲ့အကြောင်းလေးကနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတယ်ဘေးသက်တို့လည်းကြားတော့ကြားဘူးကြပါလိမ့်မယ်ပွဲကြည့်ရင်နဲ့ယဟန်ပြုခြင်းစိတ်ပေါက်တာနော်တခါကြီးမိုက်မြသူတို့ကပျော်ပွဲရှင်ပွဲကြည့်ရင်လည်းတူတူပဲစင်ကြီးတွေဆောက်ပြီးတော့စူချတဲ့ရင်စူချရေတရားတွေ့ရင်တူတူကြီးဒီလိုပဲတူတူကြည်လာရင်းနဲ့တနေ့တော့ပါရမီကံတွေကလည်းနှိုးဆော်လာတော့လေအသိဉာဏ်တွေကလည်းကြီးလာတဲ့သဘောရှိတယ်အဲ့ဒီမှာဥပတိတ်တရှင်သာရိပုတ္တရာရဲ့အလောင်းဖြစ်တဲ့ဒီလူလင်ကဘာစဉ်းစားလဲဆိုတော့ဟောဒီလူတွေပွဲကြည့်နေတဲ့လူတွေကိုလေနှစ်ပေါင်း100အတွင်းမှာအကုန်လုံးသေကြမှာဘာမြန်းပြိုစရာရှိလဲလို့ဒါကိုစဉ်းစားနေတာနောက်တခါကြီးမိုက်မြသဗ္ဗေပိအလုံးစုံလေးဖြစ်ကုန်သောဣမေတတ္တဝါပေါင်းတို့သည်ဩရံဝိသတတနှစ်ပေါင်း100ကာလအတွင်းမှာပဲမေစုမုခေသေမေရဲ့အခတွင်မှာပဋိသန္တိကြာရောက်ကြရပေကုန်လိမ့်မယ်ဒီလူတွေအကုန်လုံးနှစ်ပေါင်း100ရဲ့အတွင်းမှာသေမေရဲ့အခတွင်ကိုသက်ဆင်းကြရမယ်လူတွေကြီးပဲလို့တန်ဝေကညံရင်းရင်တန်တန်ဖြစ်ပြီးတော့အခါတိုင်းပွဲကြီးတလူမျိုးမဟုတ်ဘူးမှိုင်းပြီးတော့နေတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲကောဋိတလူလင်ကလည်းအဲ့ဒါလိုစဉ်းစားနေတာအဲ့ဒါလိုစဉ်းစားတော့ပွဲပြီးပြီဆိုတော့တကယ်ချင်းမင်းကြည့်ရတာဒီနေ့သိပ်ပျော်ဘူးမရပါဘူးဘလို့ဖြစ်နေတယ်ငါတော့ဒီလိုစဉ်းစားမိတယ်ကွာတိုက်ဆိုင်လိုက်တာတဲ့ငါလည်းပဲဒီလိုစဉ်းစားမိတယ်အဲ့ဒီလိုဆိုရင်တို့ဘာလုပ်ကြမလဲအမေဟိငါတို့တွေသည်မောက္ခမေကိုလွတ်ရလန်းကိုသိခြင်းတရားမှလွတ်ရလန်းကိုပရိယေတိတဘောရှာမိမှသင့်မယ်သိခြင်းတရားကလွတ်ရလန်းကိုတို့ရှာမှဖြစ်မယ်ဆိုပြီးတော့တငယ်ချင်းတွေရောက်အညီညွတ်တိုင်ပင်ပြီးတော့မြင့်မြတ်တဲ့တရားကိုရကြည့်ရင်ဒီလူ့အကြောင်းနဲ့လုံနေလို့တော့အစဉ်ပြေမှာမဟုတ်ဘူးဒါကြောင့်ယဟန်တစ်ပါးပါးရဲ့အသွင်ကိုယူမှဖြစ်မယ်ဆိုပြီးတော့ဦးဇင်းတို့သိန်းစည်းဆရာကြီးရဲ့ထံမှာဒီတငယ်ချင်း2ယောက်ဟာပရပိုက်အဝတ်ကိုဝတ်ကြတာရှိတဲ့စည်းစိမ်တွေအကုန်လုံးစွန့်ပြီးတော့ဝတ်တာနော်တခါကြီးမိုက်ပြအဲ့ဒီနေ့ကစပြီးတော့အမှန်တရားသစ္စာတရားစာလဲကတိုင်ပြောရလို့ရှိရင်တော့မောက္ခမက်ကောတဲ့လွတ်ရလန်းကိုရှာတာပိဋကရေဘာလန်းလဲလွတ်ရလန်းဒီစကားလေးကိုတည်တည်ချာချာစဉ်းစားကြည့်
လွတ်ရလမ်းကိုရှာတယ်ဆိုတော့ဒီလမ်းကိုမတွေ့မချင်းတော့မိမိတို့မှာမလွတ်သေးဘူးဆိုတဲ့အဓိပ္ပာယ်နော်ဒကာကြီးဒီမိုင်းမြမလွတ်သေးလို့မို့လွတ်ရကိုရှာရတာမဟုတ်လားဟုတ်လားအေးအဲ့ဒီလိုသစ္စာတရားကိုရှာရင်းနဲ့သူတို့ရဲ့ဆရာဖြစ်တဲ့သိန်းစည်းဆရာကြီးရဲ့အယူဝါဒတွေကိုသူတို့ဟာရက်ပိုင်းတွင်းမှာပဲတက်တယ်ဘာနှစ်သာရမှမရှိဘူးဆိုတာလဲသူတို့သိတယ်သို့တော်လည်းပဲလွတ်ရလမ်းကိုမတွေ့သေးတော့ဒီလိုနဲ့ရှာဖွေပြီးတော့လာရင်းနဲ့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလောကသုံးပါးမှာအထွတ်ထိပ်ကိုရောက်တယ်မဟုတ်လားအေးအဲ့ဒီမှာရှင်အတ္တစိမထေဟောတဲ့တရားရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့ဥပတိတ်တလူလင်အရင်နာရတယ်မဟုတ်လားဒါပိဿတို့သိတယ်နော်ဒကာကြီးမိုက်မြဒီရှင်အတ္တတိရဲ့သွားပုံလာပုံနေပုံထိုင်ပုံကိုကြည့်ပြီးတော့ဒီလောက်နူးညံ့သိမ်မွေ့တည်ငြိမ်မှတော့အမှန်တရားကိန်းမေလို့ခံမှန်းမိတယ်ဒါကြောင့်မလို့နောက်ကလိုက်သွားပြီးတော့မေးတာပဲရှင်ဘုရားဘုဇုရဲ့တပည့်လေးအရှင်ဘုရားဘလို့တရားမျိုးကိုကြိုက်လေအဲ့ဒီမှာရှင်အတ္တတိကငါခုမှယဟန်ပြုတာပဲရှိပါသေးတယ်ဆိုပြီးတော့အတင်းတောင်းမှန်တော့မှယေရမဟေတုပဘဝဒေသဟေတုတထာဂတောအာဟပိဿတို့ကြားဘူးတယ်နော်အေးအဲ့ဒီမှာဂါထာတပုတ်တောင်ဆုံးအောင်မနာသေးခင်မှာသုံးပါဒရဲ့အဆုံးမှာရှင်သာရိပုတ္တရာအလောင်းဟာလေသောတာပတ္တိမဲ့ဉဏ်ကိုရအဲ့ဒီမှာတော်ပြီဗျာရှင်ဖေဒီလောက်ဆိုရင်ရအောင်တော့ဖေတပည့်တော်သစ္စာတရားကိုသိပြီအရှင်ဘုရားတို့ရဲ့ဆရာတပည့်တော်တို့ရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားဘယ်မှာသတင်းသုံးလို့အေးဘယ်မှာသတင်းသုံးနေတယ်အဲ့ဒီလိုဆိုရင်တပည့်တော်ရဲ့အချစ်ဆုံးတငယ်ချင်းဂတိကဝတ်ထားတာရှိတယ်သွားပြီးတော့တပည့်တော်ပြောရအောင်မယ်ဆိုပြီးတော့ဥပတိတ်တလူလင်ပရပိုက်ပြောတဲ့တရားစကားကိုနားထောင်ပြီးတော့ကောလိတလူလင်ပရပိုက်ကလည်းပဲသောတာပတ္တိမဲ့ဉဏ်ကိုရဟုတ်လားအဲ့ဒီမှာဘုရားစီသွားတော့မယ်ဆိုတော့သူတို့ရဲ့တပည့်125ယောက်အေး250တယောက်ကို125ယောက်ရှိအဲ့ဒီတပည့်250နဲ့မြတ်စွာဘုရားဒီသွားတော့မယ်ဆိုတော့သိန်းစည်းဆရာကြီးကိုခေါ်တယ်ဆရာကြီးလည်းလိုက်ခဲ့ပါတပည့်တော်ကျွန်တော်တို့သစ္စာတရားကိုတွေ့ပြီအဲ့ဒီမှာသိန်းစည်းဆရာကြီးကဘာလို့သွားကြမှာလဲမင်းတို့2ယောက်နဲ့ငါနဲ့3ယောက်ဟောဒီတပည့်ပရိသတ်ကြီးကိုအတူတူအုပ်ချုပ်ကြတာပေါ့ပရိသတ်ရဲ့အမှန်တရားထက်ဂုံပကာသနပရိသတ်အချွေရန်ကိုမမောတာနော်အဲ့ဒီမှာဘယ်လိုမှခေါ်လို့မရတော့အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကတော့သွားမှာပဲဆိုပြီးတော့တပည့်တွေကိုခေါ်သွားတော့သိန်းစည်းဆရာကြီးဟာသွေးအံပြီးတော့ကြံရစ်တယ်တူတူပြောရတော့လေအဲ့ဒီလိုနဲ့မြတ်စွာဘုရားဒီရောက်မြတ်စွာဘုရားကယဟန်တော်တွေကိုအက္ခတာဝကအစုံဖြစ်တဲ့ဥပတိတ်တနဲ့ကောလိတတို့ရောက်လာကြပြီလို့ဗျာဒိစကားပြောအဲ့ဒီမှာသိန်းစည်းဆရာကြီးခေါ်တာမလိုက်ဘူးဆိုတာကိုအကြောင်းပြုပြီးတော့ဂါထာလေးနှစ်ပုဒ်ဟောထားတာရှိတယ်ဒါလေးလည်းအင်မတန်ကောင်းပါအတာရိတာရမတိနောတာရိဇာတာရတတိနာတေတာရနာရိကိသန္တိမိစ္ဆာသင်္ကပ္ပကောစရာဟောဒီလောကကြီးမှာညံနေကြတဲ့ပုဂ္ဂိုလ်တွေဟာအတွေးခေါ်မှားတဲ့အတွက်ကြောင့်တန်ဖိုးရှိတာမရှိတာကိုခွဲခြားပြီးတော့နားမလည်ဘူးတဲ့နော်ဒကာကြီးဒီမိုင်းမြညံမရှိတဲ့လူတွေဟာအဖိုးတဏ္ဍာရဲ့မတဏ္ဍာရဲ့ကိုပါလဲခွဲခြားပြီးတော့မသိဘူးနားမလည်ဘူးနားမလည်တဲ့အတွက်ကြောင့်သူတို့ဟာတန်ဖိုးရှိတာနဲ့လွဲချော်ကြတယ်တဲ့နော်တန်ဖိုးရှိတာနဲ့မလွဲချော်ခြင်းရင်ပထမအဆင့်ဘယ်ရာဟာတန်ဖိုးရှိတယ်ဘယ်ရာဟာတန်ဖိုးမရှိဘူးလို့သိရမယ်မဟုတ်လားဟင်ဒကာကြီးမိုက်မြအခုတရားကိုလားနာတယ်ဆိုတာအဲ့ဒီဉာဏ်นี่ကြီးထွားစေဖို့လားနာတာနော်ဘယ်ရာကတော့တန်ဖိုးရှိတယ်ဘယ်ရာကတော့တန်ဖိုးမရှိဘူးဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်ဘယ်ရာရဲ့တန်ဖိုးကတော့ဘလောက်လို့လောကီစည်းစိမ်ရဲ့တန်ဖိုးတရားဓမ္မရဲ့တန်ဖိုးဒါတွေကိုအကဲဖြတ်တတ်ဖို့အတွက်တရားကိုလာပြီးတော့နားထောင်ကြတာမဟုတ်လားအေးဒီမှာမြတ်စွာဘုရားပြောထားတယ်တန်ဖိုးရှိတာရဲ့မရှိတာရဲ့ကိုခွဲနားမလဲတဲ့ညံမဲ့တဲ့လူတွေဟာတန်ဖိုးရှိတာနဲ့လွဲကြရတယ်လို့မြတ်စွာဘုရားအဲ့ဒီမှာပြောတယ်ဟုတ်လားအဲ့ဒီလိုနဲ့ဦးဇင်းတို့သူတို့ရဲ့ဇာတ်ကြောင်းလေးကိုအကျေတဝက်ဦးဇင်းတို့မပြောပါဘူးဟုတ်လားသူတို့ရဲ့ဇာတ်ကြောင်းလေးကိုအကျေမပြောပါအဲ့ဒီလိုနီးနဲ့သူတို့ယဟန္တာဖြစ်လို့အက္ခတာဝကမထေမြတ်ကြီးတွေဖြစ်လို့မြတ်စွာဘုရားရဲ့လက်ရတော်ရလက်ဝဲတော်ရအနေနဲ့နေလာရင်းနဲ့တနေ့တော့ဘာဖြစ်လာတော့တိဟနာရသုတ်တန်ရဲ့ဏိဒန်းကိုရောက်လာပြီနော်တခါကြီးဒီမိုက်မြရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ထူးခြားတဲ့အကြောင်းတွေကိုပြောရရင်ကြီးညိုပေါ်ရအတိရှိတယ်ကုံနိုင်ပေါ်ရမရှိဘူးနော်တခါကြီးဒီမိုက်မြဒီနေရာမှာဦးဇင်းတို့ဖြတ်ပြီးတော့ပြောကျင်တာက
ဒီတရားကိုနာခြင်းကြောင့်ဦးဇင်းတို့ဒီတရားကိုဟောခြင်းရဲ့ရည်ရွယ်ချက်အဲ့ဒါဘာလဲဆိုရင်သူတော်ကောင်းတွေကိုအားကြတဲ့စိတ်ဖြစ်စေခြင်းလို့ဟုတ်လားတခါကြီးဒီမိုင်းများဒါသူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုမပြောခင်မှာဒါလေးကိုနည်းနည်းလေးဦးဇင်းကဖြတ်ပြီးတော့ပြောခြင်းတယ်ဘာတွေကိုအားကြစေဖို့သူတော်ကောင်းတွေအကြောင်းကိုပြောတာလေသူတော်ကောင်းတွေရဲ့သဘောတဘာဝကိုအားကြစေခြင်းလို့အားကြတဲ့စိတ်ထဲမှာငါလဲသူတို့လိုဖြစ်ခြင်းနေဆိုတဲ့စိတ်ကလေးပါကိုပါတယ်နော်ဒကမာကြီးများအဲ့ဒီဖြစ်ခြင်းတဲ့စိတ်ကလေးကတစ်ချိန်ချိန်မှာဖြစ်အောင်အကျိုးကျေးဇူးပြုလိမ့်မယ်နော်ဒါကြောင့်သူတော်ကောင်းတွေရဲ့အကြောင်းကိုများများနားထောင်ပေးသင့်များများနားထောင်လို့များများအားကြလာရင်များများဖြစ်ခြင်းစိတ်ပေါက်လာများများဖြစ်ခြင်းစိတ်ပေါက်လာလေလေဖြစ်ဖို့နီးစပ်လေလေပဲဒါကြောင့်ဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲအမျိုးမျိုးပြောတာပဲရှင်သားတို့ရှေးသူတော်ကောင်းကြီးတွေကဒီလိုနေခဲ့တယ်ဒီလိုပြောခဲ့တယ်ဒီလိုကျင့်သုံးခဲ့တယ်ဒါကြောင့်အားကြတဲ့နဲ့လိုက်နာတဲ့နဲ့အတူယူတဲ့နဲ့လို့950ဇာတကမှာပဲကြည်ကြည်ပြစ္ဆုတ်ပံမျက်မှောက်ကာလကိုပဲကြည်ကြည်ဘုရားအမျိုးမျိုးမပြောခဲ့ဘူးလားပြောခဲ့တယ်ခုရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့အကြောင်းကိုပြောမှာဒီရွယ်ချက်နဲ့ပြောမှာနော်တခါကြီးမိုက်မြသူ့လိုလိုက်ပြီးတော့ကျင့်သုံးနိုင်ဖို့ဆိုတာတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာလဲဦးဇင်းတို့သိတာပေါ့ဟုတ်လားတခါကြီးမိုက်မြသို့တော့အ ਨੇ ဆုံးဘယ်လိုစိတ်ကလေးတော့ဖြစ်ရမှာလဲအားကြတဲ့စိတ်ဖြစ်ရမယ်အားကြတဲ့စိတ်ထဲမှာဘာစိတ်ကလေးပါတယ်လို့ဦးဇင်းသုံးသပ်ပြသွားတယ်လေဖြစ်ချင်တဲ့စိတ်ကလေးပါတယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒီဖြစ်ချင်တဲ့စိတ်လေးကတန်ဖိုးဖြတ်လို့မရဘူးနော်ဒါကြောင့်တေဟနာရသုတ်တန်ရဲ့ဏိဒန်းမှာဦးဇင်းတို့ဘုရားရှင်ကိုတော်မြတ်ကြီးဇေတဝန်ကျောင်းတိုင်းမှာသတင်းသုံးပြီးတော့နေတော့တခုသောဝါဆိုကာလဝါရင်3လကုံသွားလို့ဝါကျွတ်ပြီဆိုတော့မထေမြတ်ကြီးတွေဟာမိမိတို့ရဲ့အချမ်းရံတပည့်တွေချမ်းရံပြီးတော့အသီးသီးဒေသစာတွေလှိလိကြအဲ့ဒီလိုလှည့်လည်ကြတဲ့မထေမြတ်တွေထဲမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကလည်းတပါးအပါဝင်မယ်အဲ့ဒါနဲ့သူကလည်းသူ့ရဲ့တပည့်တွေချမ်းရံပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ဆုံးကိုဥခိုက်ပြီးတော့ဘုရားတပည့်တော်ဒေသစာတွေလှည့်လည်မှာပါဗျာဒေသစာတွေလှည့်လည်ဆိုတာဣသက်ရပါလဲလို့နားလည်ထားရမှာလဲဆိုရင်သူတော်ကောင်းတရားတွေကိုပြန်ပွားအောင်ကြိုးစားတာပါပဲနေရာဒေသအသီးသီးကိုကြွပြီးတော့လေနားလည်တယ်နော်တခါကြီးမိုက်မြအဲ့ဒီလိုဒေသစာတွေလှည့်လည်မယ်ဆိုမြတ်စွာဘုရားရဲ့ခြေတော်ဆုံးဥခိုက်ပြီးတော့ကျောင်းတော်ကနေပြန်ကြွလာတော့ရှင်သာရိပုတ္တရာဆိုတာကဖျားပြီးရင်သာသနာတော်မှာဂုဏ်အကြီးဆုံးပုဂ္ဂိုလ်ကြီးဆိုတော့ယဟန်တော်တွေအားလုံးကဝိုင်းပြီးတော့နှုတ်ဆက်ကြရှင်ဘုရားဘယ်ကြွမှာဘယ်ကြွမယ်အဲ့ဒီမှာရှင်မြတ်ကြီးကလည်းပြန်ပြီးတော့ဒါတယောက်ကိုတယောက်တပားကိုတပားအလေးကရုထားပြီးတော့နှုတ်ဆက်ရတယ်အဲ့ဒါကိုဦးဇင်းတို့ပါဠိစာပေမှာပဋိသန္ဓာရနော်တခါကြီးမကြီးများတယောက်နဲ့တယောက်ဂယုစိုက်ပြီးတော့အတိအမှတ်ပြုတာဒါအရေးကြီးတယ်နော်တခါကြီးမကြီးများဒီတရားတော်ဟာဟာဒီပဋိသန္ဓာရကနေပြဿနာတက်တယ်ဒီတရားတော်ရဲ့အစကလေးဖြစ်ပေါ်လာပုံလေးကအဲ့ဒီယဟန်ပရိသတ်တွေထဲမှာလေရှင်သာရိပုတ္တရာကိုအင်မတန်အထင်ကြီးပြီးတော့စိတ်ထဲကနေပြီးတော့ငါ့ကိုတော်မြတ်ကြီးကအမျိုးအမည်တွေခေါ်ပြီးတော့နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့ဂုံကိုတိတ်ပြီးတော့မက်တဲ့ယဟန်တစ်ပါးရှိနော်တခါကြီးမိုက်မြအဲ့ဒါသူကတန်းတနေတာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဒီပြင်မထေတွေကိုဝိုင်းပြီးတော့လိုက်ပြီးတော့နှုတ်ဆက်နေတော့ငါ့ကိုလည်းအဲ့လိုအမျိုးအမည်ခေါ်ပြီးတော့နာမည်ခေါ်ပြီးတော့နှုတ်ဆက်ရင်တော့ကောင်းမှာပဲလို့တန်းတနေတာအဲ့ဒါဖြစ်ချင်တော့လေရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကအဲ့ဒီကိုတော်လေးကိုမေ့နေတာနော်မေ့နေတော့ကြည်စံငါ့ကိုလူရမသွင်းဘူးဒါငါ့ကိုတက်တက်မဲ့လူကြားထဲမှာအဆက်ခွဲတာပိဋကရေဟိုကမေ့နေတာနော်လူတွေထဲမှာလည်းဒီကိစ္စလေးတွေအရေးကြီးတယ်ဟုတ်လားကိုကဆိုကြပါစို့ပတ်စံရှိလာပြီဂုံကြီးလာပြီဆိုရင်ကိုနဲ့တစ်ချိန်တုန်းကအတူတူနေခဲ့ပြီးတော့ဂုံငယ်တဲ့ပုံကိုယ်တွေကတကယ်လို့မြန်ကိုကရိုးရိုးပြောတာတောင်သူတို့ကငါတို့ကိုမရှိလို့နှိမ်တာဆိုတာမျိုးတွေလူတွေရဲ့ခံစားချက်မှာရှိတယ်မဟုတ်လားအခုမထေမြတ်ကြီးကိုအဲ့ဒါလိုနီးနဲ့အဲ့ဒီကိုတော်လေးကရန်ညိုးဖွဲ့တာဟုတ်လားတခါကြီးမိုက်မြငါကိုဒါလူထဲမှာတက်တက်မဲ့အတိမတ်မပြုတ်တာပဲအဲ့ဒီလိုသူကပထမရန်ညိုးဖွဲ့နေတုံးရှိသေးတယ်ကိုတော်မြတ်ကြီးကအဲ့ဒီနာကြွလာပြီးတော့ဂိုင်းခရီးထွက်မယ်ဆိုသွားလိုက်တော့သင်္ကန်းကနည်းနည်းလေးခါတယ်လို့ဖြစ်သွားတာအဲ့ဒါနှစ်ထပ်သင်္ကန်းကြီးရဲ့အစွန်းကလေအဲ့ဒီကိုတော်လေးရဲ့ခေါင်းကိုတိုက်မိသွားတာနဗန်းလေးကိုတိုက်မိသွားတာဘာမှမနာကျင်ဘူးဘာမှသိတောင်မသိလိုက်ဘူးအဲ့ဒါကိုသူက
ဒါငါ့ကိုတတ်တတ်မဲ့ဒုတိယအကြိမ်ထပ်ပြီးတော့မထေလေးသားပြုတ်ပြန်ပြီဦးဇင်းတို့အရက်ပြောမယ်ဆိုရင်တော့အက္ခတာဝကကြီးမို့လို့ဒါငါ့ကိုတတ်တတ်မဲ့အနိုင်ကျင့်တာဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကိုတော်မြတ်ကမြတ်စွာဘုရားစီကိုသွားပြီးတော့ဒီအကြောင်းကိုသွားလျှောက်တာဗျာသိလားတကားကြီးတို့ရနော်မြတ်စွာဘုရားကိုဘယ်လိုလျှောက်တုံးဆိုအရှင်ဘုရားရဲ့အက္ခတာဝကတပည့်ကျော်ကြီးဟာတပည့်တော်ရဲ့နားကိုဒုက္ခသင်္ကန်းစွန်းနဲ့နှအုံပွင့်မတက်ရိုက်ခတ်ပြီးတော့ဣဒ္ဓရေဒါလှုပ်ချံပြောတာနော်နှအုံပွင့်မတက်တပည့်တော်ကိုရိုက်ခတ်ပြီးတော့အဲ့ဒါမတောင်းမှန်မဲနဲ့ငါအက္ခတာဝကဘေတကားဆိုပြီးတော့မာနာကြီးနဲ့အဲ့ဒါတပည့်တော်ကိုမတောင်းမှန်မဲနဲ့ခီးထွက်သွားပါတယ်ဗျာရှင်ဘုရားရဲ့တပည့်ကိုဆုံးမပါဆိုတဲ့အဓိပ္ပာယ်ဟုတ်လားအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကသိတယ်ဒီယဟန်ဟာအက္ခတာဝကမထေမြတ်ကိုပြစ်မှားနေပြီဆိုတာသိတယ်သိပေမဲ့လို့မြတ်စွာဘုရားကဒီပြဿနာကိုရှင်းပေးမှဖြစ်မယ်ဆိုပြီးတော့ဂိုင်းအဲ့ဒီလိုဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေမြတ်ကိုမြတ်စွာဘုရားခေါ်တယ်ဆိုပြီးတော့သွားပြီးတော့ခေါ်ကြည်လို့ခိုင်းလိုက်တယ်အဲ့ဒါကိုဦးဇင်းတို့ရှင်မမောက္ကလန်တို့ရှင်အနန္ဒမထေမြတ်ကြီးတို့ကသိတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့စိတ်ဓာတ်ကိုမသိလို့ခေါ်ခိုင်းတာတော့ဘယ်နည်းနဲ့မှမဟုတ်ဘူးဒါရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကိုတိဟနာဒရဲရင့်တဲ့စကားသံကိုပြောစေခြင်းလို့မြတ်စွာဘုရားခေါ်တော်မူတာလို့သိတဲ့အတွက်ကြောင့်အဲ့ဒီဇေတဝန်ကျောင်းတိုက်တွေမှာရှိတဲ့ကျောင်းတွေကိုအကုန်လုံးလိုက်ပြီးတော့နှိုးဆော်တယ်တန်ဃာတော်ရှင်မြတ်တွေကိုအရှင်ဘုရားတို့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးရဲ့တိဟနာဒရှင်သေးဟောက်တဲ့ကဲ့သို့ရဲရဲတောက်ညံတရားအတန်ကိုကြားရအောင်ဓမ္မယုံကိုကြွကြအဲ့ဒါယဟန်တော်တွေအကုန်လုံးစုဝေးမိအဲ့ဒီမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးမြတ်စွာဘုရားရဲ့ခြေရင်းကိုရောက်တော့မြတ်စွာဘုရားကအဲ့ဒီမှာပရိသတ်ရဲ့ရှေ့မှာအမှုစစ်တဲ့အနေနဲ့ဘယ်နဲ့တုံးချစ်သားဒီယဟန်ရဲ့နဗန်းကိုသင်ဟာသင်္ကန်းစွန်းနဲ့ပုတ်ခတ်ပြီးတော့မတောင်းမှန်မဲနဲ့သွားတယ်ဆိုတာဟုတ်သလားလို့မေးတာနော်အဲ့ဒီလိုမေးတာကိုအကြောင်းပြုပြီးတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဟုတ်တယ်လို့လည်းမပြောဘူးမဟုတ်ဘူးလို့လည်းမပြောဘူးအဲ့ဒီမှာသူ့ရဲ့စိတ်ဓာတ်အည်အသွေးကိုစကားကိုခွန်ပြောတယ်ပိဋကတ်စကားဘယ်နှခွန်လဲကိုခွန်အဲ့ဒီစကားကိုခွန်ကိုဒီကနေ့ညနားထောင်ကြရမယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒါတိဟနာဒသုတ်တန်ရဲ့ဏိဒန်းပဲအဲ့ဒီမှာပထမဦးစွာရှင်သာရိပုတ္တရာဘယ်လိုဥပမာတွေနဲ့မြတ်စွာဘုရားကိုရှောက်တယ်လဲဆိုတော့သေယတာပိပန္တိပထဝီယံသူစိမ့်ပိနေခိပန္တိအတုစိမ့်ပိနေခိပန္တိကုထကတံပိနေခိပန္တိမုဒ္ဒကတံပိနေခိပန္တိခေလကတံပိနေခိပန္တိပုဗ္ဗကတံပိနေခိပန္တိလောဟိတကတံပိနေခိပန္တိဗာဏိဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားသေယတာပိဥပမာအဖြင့်ပထဝီယံမြေကြီး၌သူစိမ့်ပြီးစင်ကြယ်သည်တို့ကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ဖျားအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ဖျားဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဥပမာအဖြင့်ဟောဒီလောကကြီးမှာဒီမဟာပထဝီမြေကြီးရဲ့အပေါ်ကိုစင်ကြယ်တဲ့အရာဝတ္ထုတို့ကိုလည်းလူတွေဟာပြစ်ချကြပါကုန်၏ဖျားမစင်ကြယ်တဲ့အရာဝတ္ထုတွေကိုလည်းပြစ်ချကြပါကုန်၏ဖျားကုထကတံပိကျင်ကြီးကိုလည်းပဲနေခိပန္တိပြစ်ချကြပါကုန်၏မုဒ္ဒကတံပိကျင်ငယ်ကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ခေလကတံပိတတွေကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ပုဗ္ဗကတံပိပြည်ကိုလည်းပဲနေခိပန္တိပြစ်ချကြပါကုန်၏လောဟိတကတံပိသွေးကိုလည်းနေခိပန္တိပြစ်ချကြပါကုန်၏ဖျားဒီလောကကြီးမှာဒီမဟာပထဝီမြေကြီးရဲ့အပေါ်လူတွေဟာတဲ့စင်ကြယ်တဲ့အရာတွေလည်းပြစ်ချလိုက်တာပဲမစင်ကြယ်တဲ့အရာတွေလည်းပြစ်ချလိုက်တာပဲဒီမှာသူကတိတိကျကျတောင်ပြောတယ်နော်ကျင်ကြီးကိုသော၎င်းကျင်ငယ်ကိုသော၎င်းတတွေးကိုသော၎င်းပြေကိုသော၎င်းသွေးကိုသော၎င်းနေခိပန္တိပြစ်ချကြပါကုန်၏ဖျားစထိုသို့ပင်ပြစ်ချမှာတော့လေတေနထိုပြစ်ချခြင်းတည်းဟူသောအကြောင်းကြောင့်ပထဝီမြေကြီးသည်နအတ္တိယတိဝါအနှိမ့်ဆက်ခံရတကဲ့သို့လည်းမဖြစ်နဟရယတိဝါရှက်လည်းမရှက်နာဇီဂုတ်သတိဝါမဆက်စုပ်လည်းမဆက်စုပ်ပါဖျားအဲ့ဒါလို့မကောင်းတာတွေပြစ်ချလို့ဒီမြေကြီးဟာအနှိမ့်ဆက်ခံရတယ်လို့ဆင်းရဲလိုက်တာကွာလူတွေကလည်းငါ့ဘောမကောင်းတာတွေအညစ်အကြေးတွေပြစ်ချရတယ်လို့
အနှိမ့်ဆက်ခံရတယ်ဆိုတဲ့ခံစားချက်မျိုးမြေကြီးမှာရှိသလားမရှိဘူးဒါကိုနာအတိယတိဝါနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်နာဟရယတိဝါရှက်လည်းမရှက်ငါရဲ့ပုဂ္ဂိုလ်မစင်နေချင်းကြီးတွေချင်းငယ်တွေပြစ်ချတယ်ရှစ်ဆရာကောင်းလိုက်တာလို့ရှက်တဲ့ခံစားချက်ကိုမြေကြီးမှာရှိသလားမရှိဘူးနာစီကိုစတိဝါမဆက်စုပ်လည်းမဆက်စုပ်ယွန်ရှာမှုလည်းမရှိဒါကိုယွန်တဲ့သဘောဆက်စုပ်တဲ့သဘောမြေကြီးမှာအဲ့ဒီခံစားချက်မရှိဘူးတဲ့ဒါကိုဥပမာအနေနဲ့တင်ပြတာသိလားဧဝမေဝခောဤအတူသာလည်းယင်ဟောအဲ့ဒီလိုပဲတဲ့ဧဝမေဝခောဤအတူသာလင်ပန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအဟံဘုရားတပည့်တော်သည်ပတဝီသမေနမြေကြီးနှင့်တူသောဝိဘူလေနကြီးကျယ်ပြန်ပြောသောမဟဂတိနအလွန်တရာမြင့်မြတ်သောအပမာနေနအတိုင်းအတာပမာဏရှာ၍မရလောက်အောင်ကြီးကျယ်သောအဝေရေနအတွင်းရန်အပြင်ရန်ကင်းပေထသောအာဗျာပိစေနာဒေါမနတာတည်ဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရာမိနေပါ၏ဖေယအဲ့ဒီမြေကြီးလိုပဲတဲ့ဘုရားတပည့်တော်သည်လည်းပဲအင်မတန်မြင့်မြတ်တဲ့အင်မတန်ကျေပြန့်တဲ့ရန်ကင်းတဲ့မေတ္တာတရားနဲ့ဘုရားတပည့်တော်ဒီလောကကြီးမှာနေပါ၏ဖေယပထဝီသမေနစေတတဝိဟရာမိနော်တခါကြီးမိုက်မြမြေကြီးလိုဘာတွေပဲလုံနေအင်မတန်တည်ငြိမ်နဲ့နော်တခါကြီးမိုက်မြသူ့ကိုနှိပ်စက်နေတယ်လို့ဘယ်တော့မှသူ့မှာခံစားချက်မရှိဘူးနော်သူ့ကိုရှက်စရာတွေပြောလို့လဲရှက်တယ်ဆိုတဲ့ခံစားချက်မရှိဘူးဆက်ဆုပ်စရာယွန်းစရာတွေပြောလို့လဲဆက်ဆုပ်တယ်ဆိုတဲ့ခံစားချက်သူ့မှာမရှိဘူးဘာတွေပဲရှိတုံးဆိုတော့အဝေရေနအဗျာပစ္စေနအင်မတန်အားကြစရာကောင်းတယ်နော်အဝေရေနအတွင်းယံအပြင်ယံကင်းပေထသောအတွင်းယံဆိုတာဒေါသကိုပြောတာအပြင်ယံဆိုတာအပြင်ကနေယံသူပြုတ်မှကိုပြောတာကိုကဘာဒေါသမှမရှိတော့အပြင်ကလည်းကိုယ့်ကိုဘယ်သူကယံပြုတ်မှလဲစူးမယံမပြုတ်ဘူးဒါကိုအတွင်းယံပြင်ယံကင်းတယ်လို့ဆိုရတယ်အာဗျာပိစေနာဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရာမိနေပါ၏အဲ့ဒီလိုမြတ်စွာဘုရားကိုလျှောက်တယ်ဒီမှာသူဆက်ပြီးတော့ပြောတာလေးတစ်ခုကစိတ်ဝင်စားတဲ့အကောင်းတာလေးတစ်ခုကမိမိရဲ့ခန္ဓာကိုယ်ရဲ့အကြောင်းကိုကောင်းကောင်းနားမလည်ကြတဲ့ပုဂ္ဂိုလ်တွေဒီသာလျင်တစုံတယောက်သောပုဂ္ဂိုလ်ကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့ထွက်သွားမှာပါဗျာတဲ့နော်ကိုယ်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းသိနေတဲ့လူတစ်ယောက်ဟာစာကအတိအကျကတော့ကာယကတတတိကိုပြောတယ်ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုကောင်းကောင်းသိထားတဲ့လူတစ်ယောက်ဟာသူများကိုစော်ကားပြီးရင်ဘယ်တော့မှမတောင်းပန်မဲနဲ့မနေပါဘူးတဲ့ဒါလေးကိုလည်းသူလျှောက်သေးတယ်အဲ့ဒီလိုလျှောက်ပြီးတာရဲ့စကားရဲ့အဆုံးမှာမြေကြီးတုံတယ်လို့ပြောတယ်နောက်တခါဒီမိုက်မြပထေမြတ်ကြီးရဲ့ဂုံတတ္တိကိုဂုံပြုတဲ့အနေနဲ့ပါလဲမြေကြီးဟာတုံလှုပ်လာသူ့ကိုယ်သူဘာနဲ့ဥပမာပေးတာလဲမြေကြီးနဲ့ဥပမာပေးတာနော်မြေကြီးဟာပါလဲစင်ကြယ်တာတွေပဲပြည့်ပြည့်မစင်ကြယ်တာတွေပဲပြည့်ပြည့်ဘယ်လိုမှတုံလှုပ်တဲ့သဘောမရှိသလိုမြေကြီးနဲ့တူတဲ့မေတ္တာတရားသီးခံခြင်းတရားနဲ့လောကကြီးမှာသူနေပါတယ်တဲ့အဲ့ဒါပထမတိဟနာဒနော်တခါကြီးမိုင်းမြကိုခုပြောရမှာဆိုတော့တစ်ခုတစ်ခုကိုအကျယ်ကြီးပြောနေလို့ပြီးမှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ဟာကိုချဲ့ထွင်ပြီးတော့စဉ်းစားရမယ်အကယ်၍မြတ်တရားဓမ္မတို့ရဲ့ဘဝဥစဉ်တို့ရဲ့ဘဝမှာလေစိတ်အခန့်မသင့်တရားတွေတွေ့လာရင်မြေကြီးကိုမြင်တိုင်းဩသူတော်ကောင်းကြီးတွေဟာမြေကြီးပမာသူတို့ကိုသူတို့ဥပမာထားပြီးတော့ကျင့်သုံးသွားတာပါလားလို့တရားဓမ္မတို့ဥစဉ်တို့တွေလည်းအဲ့ဒီနီးကိုမှီးမယ်ဆိုလို့ရှိရင်ထိုက်တဲ့သက်တာယာကိုမရပေဘူးလားဒါအ ਨੇ ဆုံးကျိုးကိုပြောတာနော်တခါကြီးမိုင်းမြဒါကြောင့်မြေကြီးကိုမြင်တိုင်းဒီဥပမာလေးကိုတတိယစေခြင်းတယ်ဟုတ်လားတခါကြီးမိုင်းမြအေးဒါပထမတိဟနာဒဒုတိယတိဟနာဒသွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေတာပိဥပမာအားဖြင့်အာပသမိန်ရေ၌သူစိမ့်ပြီးစင်ကြယ်သည်တို့ကိုလည်းဒေါဝန္တိစေကြောကြပါကုန်၏ဖေယအာသူစိမ့်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲဒေါဝန္တိစေကြောကြပါကုန်၏ဖေယရေထဲမှာလေတခါချောင်းနဲ့မြစ်ထဲမှာစင်ကြယ်တာတွေလည်းဆေးခြင်းရင်ဆေးချလိုက်တာပဲမစင်ကြယ်တာတွေကိုဆေးခြင်းရင်လည်းဆေးချလိုက်တာပဲကုဋ္ဌကတံပိကျင်ကြီးကို၎င်းမုဋ္ဌကတံပိကျင်ငယ်ကို၎င်းခေလကတံပိတတွေကို၎င်းဘုဗ္ဗကတံပိပြေကိုသော၎င်းလောဟိတကတံပိသွေးကိုသော၎င်းဒေါဝန္တိဆေကြောကြပါကုန်၏ဖေယဆေးကျင်တာဆေးမှာပဲရေထဲမှာဟုတ်လားတခါကြီးမိုက်မြ
အဲ့ဒီလိုဆေးလို့ရေရဲ့သဘောမှာငါ့ကိုဒီလိုမစင်ကြယ်တာတွေဆေးကြောရကောင်းလားလို့ဒါငါ့ကိုနှိပ်စက်နေတာဆိုတဲ့ခံစားချက်ရေမှာရှိပါမလားမရှိဘူးစထို့သို့ပင်ဆေးကြောပါတော့လေတေနထိုဆေးကြောခြင်းတည်ဟူသောအကြောင်းကြောင့်အာဘောရေသည်နအတ္တိယတိဝါနှိပ်စက်ခံရတဲ့ကဲ့သို့လည်းမဖြစ်ဦးဇင်းကအရသာရှိလွန်းလို့ရွတ်ပြတာသိလားတခါကြီးမိုက်မြဟုတ်လားနဟရယတိဝါငါရဲ့အပေါ်မှာမစင်ကြယ်တာတွေကိုဆေးတယ်လို့ရှက်လည်းမရှက်နာဇီကုစတိဝါမဆက်စုပ်လည်းမဆက်စုပ်ယွန်ရှာမှုလည်းမဖြစ်ရေရဲ့သဘောဟာအဲ့ဒါလို့တဲ့နော်တခါကြီးမိုက်မြဧဝမေဝခောဤအတူသာလင်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဧဝမေဝခောဤအတူသာလင်အဟံဘုရားတပည့်တော်သည်အာဘောသမေနရေနှင့်တူသောဝိပုလေနကြီးကျယ်ပြန်ပြောသောမဟဂတိနမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏမရှိသောအဝေရိနယံကင်းသောအဗျံပစ္စည်းနဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောစေတသာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖျားအဲ့ဒီရေလိုပဲတဲ့ဖျားတပည့်တော်လည်းပဲရေနဲ့တူတဲ့စိတ်ကိုထားပြီးတော့ဟောဒီလောကကြီးရဲ့အပေါ်မှာအတိုင်းတာပမာဏပြလို့မရတဲ့မေတ္တာတရားကိုထားပြီးတော့ဖျားတပည့်တော်နေထိုင်ကျင့်သုံးနေပါတယ်တဲ့ကိုယ်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့သူတွေသည်သာလျင်တောင်းပန်မှုမပြုဘဲနဲ့သူများကိုစော်ကားပြီးတော့သွားခြင်းသွားမှာပါဗျာဆိုလိုတာကသူဟာသူခန္ဓာရဲ့အကြောင်းကိုသူကောင်းကောင်းသိတယ်လို့ပြောတာအဲ့ဒါဦးဇင်းတို့ရှစ်ခုမြောက်နဲ့9ခုမြောက်ကြတော့သူခန္ဓာအကြောင်းသူကောင်းကောင်းသိပုံကလေးကိုပြောပြလိုက်မယ်နော်တခါကြီးမိုက်မြအခုတော့ဒါဒုတိယမြောက်တေဟနာဒဘာနဲ့ဥပမာပြောပြီးပြပြီးတော့ကျုံဝါသွားတာလေရေနဲ့ဥပမာပြပြီးတော့ကျုံဝါသွားတာဒီတော့ရေနဲ့ကင်းပြီးတော့နေတဲ့နေ့ဒကာဓမ္မတို့ဦးဇင်းတို့မှာရှိလားမရှိဘူးအဲ့ဒီရေကိုသုံးဆွဲတိုင်းသူတော်ကောင်းကြီးတွေဟာဒီရေနဲ့တူစွာသူတို့ကျင့်သုံးသွားကြတယ်ဟုတ်လားဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာမပြေလည်တာတွေအများကြီးရှိမှာပဲနော်ကိုယ်အကြောင်းတရားနဲ့ကိုရှိမှာပဲနော်အဲ့ဒီလိုရှိလာတဲ့အခါမှာဒီစကားလေးကိုအမှတ်ရပြီးတော့ဩစင်ကြယ်တာပဲဖြစ်ဖြစ်မစင်ကြယ်တာပဲဖြစ်ဖြစ်ကျင်ကြီးကိုပဲဖြစ်ဖြစ်ကျင်ငယ်ကိုပဲဖြစ်ဖြစ်ခြေကြောတဲ့အခါမှာရေရဲ့သဘောဟာဘာခံစားချက်မှမရှိဘဲနဲ့နော်တခါကြီးမိုင်းများနာအတ္တိယတိဝါနှိမ့်ဆက်ခံနေရတာလို့သူပဲနည်းနဲ့မှမထင်ဘူးအဲ့ဒီလိုမျိုးလောကရန်တွေဘာတွေပဲတွေ့ဒါကိုငါကြက်ညက်ခံမယ်ဆိုတဲ့သူတော်ကောင်းကြီးတို့ရဲ့အားကိုအားပြုတ်ပြီးတော့နော်တခါကြီးမိုင်းများအဲ့ဒါလိုနီးနဲ့ဒကာဓမ္မတို့စဉ်းစားကြမယ်ဆိုရင်ဒါဘာခေါ်မလဲပိစဝက္ခဏဆင်ញင်မှုအားပိဋကဘာအားလဲဆင်ញင်မှုအားတရားကိုတကယ်အားထုတ်ပြီးတော့ပေါက်မြောက်သွားတယ်ဆိုတာကတော့သိချီးမွမ်းတရားကောင်းတဲ့အားပေါ့နော်အဲ့ဒီအားဆိုတာလူတိုင်းရဖို့လွယ်သလားမလွယ်ဘူးအဲ့ဒီအားမျိုးမရှိသေးခင်မှာဒီလိုဒေသနာတော်တွေကိုနားထောင်ပြီးတော့ဘဝမှာအားတင်းပြီးတော့ယုံညံ့မသွားအောင်တင်းထားရမှာပဲဟုတ်လားတခါကြီးမိုင်းမြအဲ့ဒီလိုယုံညံ့မသွားအောင်တင်းထားတာကိုကစားကိုကောင်းအောင်လုပ်နေတာမဟုတ်လားအေးဒါဒုတိယပါလေတိဟာနာဒရေနော်တခါကြီးမိုင်းမြဧတတိယတိဟာနာဒသွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသေယထာပိဥပမာအဖြစ်တေဇောမိသည်သူစိမ်ပြီးစင်ကြယ်သည်ကိုလည်းပဲတဟတိလောင်ကျွမ်းရပါ၏ဖေယအတုစိမ်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲတဟတိလောင်ကျွမ်းရပါ၏ဖေယလူတွေကရှို့ပြီဆိုရင်မိမှညင်းပိုင်ခွင့်ရှိသလားမရှိဘူးစင်ကြယ်တာရှို့ရင်လည်းသူကတော့သူတောင်ဝတရားရလောင်သွားတာပဲဟုတ်လားမစင်ကြယ်တာတွေရှို့လည်းပဲပါလေလောင်သွားတာပဲလူသေးကောင်ရှို့လိုက်တော့လည်းပဲအကုန်လုံးပါဖြစ်သွားတာလေလောင်ကျွမ်းသွားတာပဲတဲ့ကုဋ္ဌကတံပိကျင်ကြီးကို၎င်းမုဒ္ဒကတံပိကျင်ငယ်ကို၎င်းခေလကတံပိတတွေကို၎င်းပုမ္မကတံပိပြေကိုတော်၎င်းလောဟိတကတံပိသွေးကိုတော်၎င်းတဟတိလောင်ကျွမ်းရပါ၏ဖေယစထိုသို့ပင်လောင်ကျွမ်းရပါတော့လေတေနာထိုကဲ့သို့လောင်ကျွမ်းရခြင်းတည်ဟူသောအကြောင်းကြောင့်တေဇောမိသည်နာအတ္တိယတိဝါနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်နာဟရယတိဝါရှက်လည်းမရှက်နာဇီကုစတိဝါမဆက်စုပ်လည်းမဆက်စုပ်ငါမဲ့ညင်နွမ်းတာတွေကိုလောင်ကျွမ်းနေရတာဆင်းရဲလိုက်တာလို့မီးမှရှိသလားငါမှညင်နွမ်းတာတွေကိုစုပ်ပဲ့တာတွေကိုလောင်နေရတာရှက်စရာကြီးလို့မီးမှရှိသလားမရှိဘူးယွန်းရှာတဲ့သဘောကောရှိလားမရှိဘူးရှို့ရင်တော့လောင်ချသွားတာပဲရွေးသလားလောင်စာရွေးသလားမရွေးဘူးအေး
ဧဝမေဝခောဤအတူသာလင်အဟံဖရာတပည့်တော်သည်တေဇောသမေနမိနှင့်တူစွာသာလျင်ဝိပုလေနာကြီးကျယ်ပြန့်ပြောသောမဟဂတိနမြင်မြတ်သောအပမနေနာအတိုင်းတာပမာဏရှာ၍မရသောအဝေရိနာစာအတွင်းရန်အပြင်းရန်ကင်းသောအပြပစ္စေနဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖရာမီးနဲ့ဥပမာပြုပြီးတော့ဖရာတပည့်တော်မီးနဲ့တူတဲ့စိတ်နဲ့လောကကြီးမှာအတိုင်းအဆမရှိတဲ့မေတ္တာတရားနဲ့ဖရာတပည့်တော်နေပါတယ်တဲ့ကိုယ်ခန္ဓာအကြောင်းကောင်းကောင်းမသိတဲ့သူသည်သာလျှင်သူများကိုနှိပ်စက်ပြီးတော့တောင်းပန်ရကောင်းမှမသိတာပါလေမာနတွေသိကြီးနေလို့ပေါ့နော်တခါကြီးမိုက်မြတ်ပြီးရင်ရှင်းသွားမယ်ဒီစကားလေးကဒါဥစဉ်ကတော့အကုန်လုံးတိတိကျကျပြောပြမယ်နော်ကိုယ့်ကိုပဲပြီးတော့ဒီတရားကိုဟိုအစကိုဆွဲထုတ်တယ်လို့မျိုးစဉ်းစားရမယ်ဟုတ်လားအေးတတိယတိဟနာရကဘာလဲမီးဟုတ်လားမီးနဲ့တူတဲ့စိတ်နဲ့နေတာတဲ့ဟုတ်လားအေးမြေရေမီးသုံးခုရှိသွားပြီနော်အေးစတုထမြောက်တိဟနာရသွားကြမယ်ဗာဏိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ဝါယောလေသည်ဟောလေရောက်လာပြီနော်ဝါယောလေသည်သူစိမ်ပိစင်ကြယ်သည်ကိုလည်းပဲဥပဝါယတိတိုက်ခတ်ရပါ၏ဖေယအာသူစိမ်ပိမစင်ကြယ်သည်ကိုလည်းပဲဥပဝါယတိတိုက်ခတ်ရပါ၏ဖေယစင်ကြယ်တာကိုပဲဖြစ်ဖြစ်မစင်ကြယ်တာကိုပဲဖြစ်ဖြစ်လေဟာအမြဲတမ်းတိုက်ခတ်နေတယ်ဟုတ်လားကုထကတံပိကျင်ကြီးကိုတော်၎င်းဗုဒ္ဓကတံပိကျင်ငယ်ကိုတော်၎င်းခုနတုန်းကပါဠိတော်တွေကိုဆက်ပြီးတော့မရွတ်တော့ဘူးဟုတ်လားသွေးကိုတော်၎င်းပြေကိုတော်၎င်းတွေကိုတော်၎င်းလေဟာဘာလို့နေလဲတိုက်ခတ်နေတယ်ဒါကိုထိပြီးတော့သူသွားနေတာပဲစထိုသို့ပင်တိုက်ခတ်၍နေပါတော့လဲဒေနထိုကဲ့သို့တိုက်ခတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ဝါယောလေသည်နာအတ္တိယတိဝံအနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်နာဟရာယတိဝါရှက်လည်းမရှက်နာစီကုသတိဝါမဆက်ဆုပ်လည်းမဆက်ဆုပ်မဟုတ်တာတွေမညစ်တာတွေညှဉ်းနှွမ်းတာတွေစုပ်ပဲတာတွေကိုတိုက်ရလို့လေမှာနှိမ့်ဆက်ခံနေရတယ်ဆိုတဲ့ခံစားချက်မရှိဘူးဟုတ်လားရှက်တဲ့သဘောလည်းမရှိဘူးဆက်ဆုပ်ယွန်ရှာတဲ့သဘောလည်းမရှိဘူးပဂတိပဲသူကတော့ဒီတိုင်းသွားနေတာပဲဟုတ်လားဧဝမေဝခောဤအတူသာလင်အဟံဖရာတပည့်တော်သည်ဝါယောသမေနလေနဲ့တူသောဘာနဲ့တူသောလေနဲ့တူသောဝါယောသမေနလေနဲ့တူသောဝိပုလေနာကြီးကျယ်ပြန်ပြောသောမဟဂတိနာမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏမရှိသောအရသာရှိတယ်နော်တခါကြီးဒီမှာမေတ္တာစိတ်ကိုဖွင့်နေတာသိလားအဝေရိနယံကင်းသောအဗျာပစ္စည်းနဒေါမနတာဒီဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိရမိနေပါ၏ဖေယစတုထမြောက်ဥပမာလေနဲ့တူတဲ့စိတ်နဲ့နေပါတယ်တဲ့ပိဋကရဲ့တဘာလျှောက်ပြီးတိုင်းမြေကြီးကတော့တုံတာပဲဟုတ်လားတဘာလျှောက်ပြီးတိုင်းမြေကြီးတုံတယ်ခုဥပမာဘယ်နှချက်ရှိသွားပြီလဲ၄ချက်ရှိသွားပြီမြေရေမီးလေကဲ၅ခုမြောက်ဆက်သွားကြမယ်ဗာဏိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ရဇောဟရဏံဖုံတုတ်သောအဝိစုတ်သည်ဖုံတုတ်တဲ့အဝိစုတ်ဘာဖြစ်ဖြစ်တုတ်လို့ရတဲ့အဝိစုတ်အင်မတန်ညင်နွမ်းနေတဲ့ဘလို့မှသုံးလို့မရတဲ့ပါလေအဝိစုတ်ရဇောဟရဏဖုံတုတ်သောအဝိစုတ်သည်သူစိမ်ပြီးစင်ကြယ်သည်တို့ကိုလည်းပဲပုံစတိတုတ်ရပါ၏ဖေယအာတုစိမ်ပြီးမစင်ကြယ်သည်တို့ကိုလည်းပဲပုံစတိတုတ်ရပါ၏ဖေယဟုတ်တာပေါ့စီတွေထောပတ်တွေကျသွားရင်ကျမ်းမြေမောကျသွားရင်အဲ့ဒီအဝိစုတ်နဲ့ဘာလို့ပြစ်လိုက်တယ်လို့တုတ်ပြစ်လိုက်တာပဲအဝိစုတ်ပဲဗျာဟုတ်လားအေးကလေးတွေဘာတွေတခါလဲကျင်ကြီးကျင်ငယ်တွေကြာနေတယ်အဆက်ပြောက်တွေကြာနေရင်လေဒီအဝိစုတ်နဲ့ဘာလုပ်တာတော့တုတ်ပြစ်လိုက်တာပဲဟာအိမ်မောတက်လာတဲ့လူကခြေထောက်တွေပေးကြံနေရင်လေဒီအဝိစုတ်ကိုဘာလုပ်လိုက်တာလဲတုတ်ပြစ်လိုက်တာပဲဂုဒကတံပိကျင်ကြီးကိုတော်၎င်းမုဒ္ဒကတံပိကျင်ငယ်ကိုတော်၎င်းခေလကတံပိတတွေကိုတော်၎င်းဘုဗ္ဗကတံပိပြည်ကိုတော်၎င်းလောဟိတကတံပိသူဤကိုတော်၎င်းပုံစတိတုတ်ကြရပါကုန်၏ဖေယစထိုသို့ပင်တုတ်၍နေပါတော့လေဒေနာထိုကဲ့သို့တုတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ရဇောဟရဏံဖုံတုတ်သောအဝိစုတ်သည်နအတ္တိယတိဝါနှိမ့်ဆက်ခံရတဲ့ကဲ့သို့လည်းမဖြစ်အဲ့ဒီအဝိစုတ်လေးကငါကိုညှဉ်းနှွမ်းတာတွေအညစ်အကြေးတွေကိုတုတ်တယ်ဆိုပြီးတော့
သူ့မှာနှိမ့်ဆက်ခံရတယ်ဆိုတဲ့ခံစားချက်ရှိသလားမရှိဘူးရှက်တဲ့သဘောကိုရှိလားမရှိဘူးဆွတ်ဆုပ်တဲ့သဘောယွန်းတဲ့သဘောကိုသူ့မှာရှိလားမရှိဘူးနော်တခါကြီးမိုက်မြဧဝမေဝခောဤအတုသာလျံဟံဖျားတပိတော်သည်ရဇောဟရဏသမေနဖုံသုံးသောအဝိစုံနဲ့တူသောဝိပုလေနာကြီးကျယ်ပြန်ပြောသောမဟဂတိနမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏရှာမရသောအာဝိရိနယံကင်းသောအဗျာပစ္စေနဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိဟရမိနေပါ၏ဖျားဖုံတုတ်တဲ့ဝိစုဒ္ဓိစင်ကြယ်တာကိုပဲဖြစ်စေမစင်ကြယ်တာကိုပဲဖြစ်စေတုတ်တဲ့အခါမှာအနှိမ့်ဆက်ခံနေရတယ်ဆိုတဲ့ခံစားချက်မရှိသလိုမျိုးပဲတဲ့လောကကြီးမှာကျင်လေကျက်စားတဲ့အခါမှာဘယ်လိုအနိဋ္ဌာယုံလောကရဏီဘယ်လိုအပြောဆိုတွေပဲခံရဘာမှသူ့မှာမေတ္တာပြည့်သွားတယ်ဆိုတဲ့သဘောမရှိဘူးတဲ့အံ့ဩစရာမကောင်းဘူးလားအားကြစရာကိုမကောင်းဘူးလားသူ့ရဲ့စိတ်ဓာတ်ဒီဘေးကပတ်ဝန်းကျင်ကအကြောင်းတရားတွေကြောင့်ပျက်စီးသွားတယ်လို့ရှိသလားမရှိဘူးကောင်းတာနဲ့တွေ့လည်းပဲဒီတိုင်းပဲနော်သူကတက်ကြွသွားတယ်လို့မရှိဘူးမကောင်းတာနဲ့တွေ့လို့လည်းပဲစိတ်ပြက်သွားတယ်လို့မရှိဘူးအဲ့ဒါကိုဦးဇင်းတို့စာကလေတာဓိဂုံလို့ခေါ်တယ်ပိဋိပါတဲ့တော့တာဓိဂုံယဟန္တာတွေမှာရနိုင်တဲ့ဂုံဟုတ်လားအဲ့ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟိုလိုက်ပြီးတော့တုနေတာမဟုတ်ဘူးနော်ဒီဂုံမျိုးရဖို့ဆိုတာကဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူးဒီအချိန်မှာဟုတ်လားသို့တော်လည်းပဲဒီယဟန္တာတို့ရဲ့ဂုံတရိပ်တရေတရအောင်တော့လုပ်လို့ရတယ်ဟုတ်လားဒီဂုံတရိပ်တရေတရအောင်ပါလဲလုပ်လို့ရတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောထားတာရှိဒီဥပုသ်ဆောင်တဲ့အခါမှာလေဥပုသ်တရင်ဆောင်တဲ့အခါမှာဘယ်လိုစိတ်ကူးလေးနဲ့ဆောင်ရမလဲတဲ့အေးယဟန္တာအရှင်မြတ်တွေဟာသူများအသက်ကိုတတ်ချင်းမှရှောင်တယ်ငါလည်းပဲဒီနေ့တော့ယဟန္တာအရှင်မြတ်များလို့သူများရဲ့အသက်မှာတတ်ချင်းကိုငါရှောင်မယ်ဒါကြောင့်ယဟန္တာတွေနဲ့ငါနဲ့အကျင့်တသိတ္တိတာတူနေတယ်ဆိုပြီးတော့တွေးပြီးတော့ဝမ်းသာရမယ်တဲ့ကဲနောက်တခါယူမိုင်းမြတူကောင်းတယ်နော်ဟုတ်လားဗာလဲတူကောင်းတယ်ကောင်းတဲ့နေရာမှာဒါကလုတ်ပေးရမယ်ဟုတ်လားတခါယူမိုင်းမြအဲ့ဒါ၈ခုလုံးမြတ်စွာဘုရားအဲ့ဒီဥပုပ်မှာအဲ့ဒီတိုင်းဟောတယ်ပိဋကတို့လည်းပဲအခါအားလျော်စွာဥပုံဆောင်ကြပါလိမ့်မယ်နော်ဒါလေးကိုအမှတ်ရပြီးတော့ဩယဟန္တာတွေရဲ့အကျင့်တရိပ်တရေတငါနဲ့တူနေပါလားဆိုပြီးတော့ဘာလို့ရမှာလဲဝမ်းသာရမှာအခုလဲဒီလိုပဲတာရိဂုံကိုလောကရန်နေနဲ့တွေ့တဲ့အခါမှာကိုလည်းပဲမတုံမလုတ်ငါနေကြည့်စမ်းမယ်ပိဋကရေစမ်းကောင်းပါတယ်ဟုတ်လားအဲ့ဒီလိုနေကြည့်စမ်းမယ်ဆိုပြီးတော့နည်းနည်းလေးမြနေနိုင်မယ်ဆိုရင်သူတို့လိုရာနှုံးမြကြီးမဟုတ်100ခိုင်နှုံးလောက်လေးမြနေနိုင်မယ်ဆိုရင်ကောမကောင်းမေဘူးလားကောင်းမယ်ဒါတာရိဂုံနော်ကောင်းတာနဲ့တွေ့မကောင်းတာနဲ့တွေ့စိတ်ကပါလေတပုံဆန်နဲ့ဖြစ်နေတာကိုတာရိဂုံလို့ခေါ်တယ်ဟုတ်လားဦးဇင်းတို့ဒကာဓမ္မတို့ပုစုတွေမှာတော့အဲ့ဒီလိုမျိုးကမဖြစ်တာပဲများတယ်နော်ဟုတ်လားဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်မြတ်စွာဘုရားရဲ့လက်ထက်တုန်းကဝေဒင်္ဇာပြည်မှာမြတ်စွာဘုရားဝါဆိုတော့မာနကြီးကလှည့်စားတဲ့အတွက်ကြောင့်ဝေဒင်္ဇာပုံနာကဘုရားကိုပင့်ထားပေမဲ့လို့ဘာမှတခါတည်းဆွန်းလည်းမလောင်ဘူးဘာမှလည်းမလှူဘူးဒီတိုင်းပြစ်ထားတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားမှုရှိတဲ့တန်ဃာတော်တွေဟာလေမြင်းစားတဲ့ဂျုံချမ်းတွေကိုပြုတ်ပြီးတော့စားရတဲ့အဆင့်ရောက်တယ်ဝါတွင်3လကာလပတ်လုံးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားရဲ့ဘေးမှာချမ်းရနေတဲ့တကယ်သူတော်ကောင်းကြီးတွေဘာတန်မှမထွက်ဘူးဒီလိုကြမ်းတမ်းတဲ့အစားအစာတွေကိုစားရလို့စိတ်ပြက်တဲ့ဝမ်းနေတဲ့လေတံဘာတန်မှမထွက်ဘူးဟုတ်လားဘာတန်မှမထွက်ဘူးအဲ့ဒီယဟန်တော်တွေကိုချမ်းရမ်းပြီးတော့နေကြတဲ့စားကျွန်းစား900သူတို့ကလည်းပဲဒီယဟန်တော်တွေစားပြီးတာကိုစားဖို့ဆိုပြီးတော့နောက်ကနေပြီးတော့လိုက်လာတာရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကတော့မျက်နှာမသားမယာနဲ့နေကြတာအဲ့ဒီလိုနဲ့ဦးဇင်းတို့ဝါကျွတ်ပြီဆိုတော့မြတ်စွာဘုရားဝေဒင်္ဇာပြည်ကနေတာဝိဋ္ဌိကိုပြန်ကြွလာတာဝိဋ္ဌိဆိုတော့သိပ်ပြီးတော့စီကားတယ်ဟုတ်လားနာတပိန်တို့ဝိသခါတို့ကရှိနေတာဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားကိုအကြီးအကျယ်လှူကြတန်းကြတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေဟာလက်လာပါဖြစ်လေအကြီးအကျယ်ပြန်ပြီးတော့ပေါ်လာတယ်အဲ့ဒီလိုလက်လာပါတွေပေါ်စားစရာတောက်စရာတွေသိပ်ပြီးတော့ကောင်းပြီးတော့နူးညံ့သိမ်မွေ့ပြီးတော့သိပ်ကောင်းတဲ့အိဋ္ဌာယုံလောကရန်နဲ့တွေ့တော့လည်းပဲအဲ့ဒီယဟန်တော်တွေဟာဘာမှမဖြစ်ဘူးဒါပေမဲ့ဘဇူတွေကတော့ဘာဖြစ်နေတုံးဆိုတော့အဲ့ဒီယဟန်တော်တွေစားကြံတာကိုစားကြတဲ့စားကျွန်းစား900အဲ့ဒီစားကျွန်းသား900ကတော့ဖြစ်တယ်ဗျာတခါကြီးတို့ရဲ့ဘာဖြစ်တုံးဆိုတော့လက်ပန်းပေါင်းခတ်တွေအော်ဟစ်တွေ
တချင်းတွေအော်ဆိုတယ်ဂင်္ဂမြစ်တဲ့ဆင်းရေတွေချိုးပြီးတော့တခါတည်းမြူးနေတာပဲတဲ့ဟုတ်လားယဟန်တော်900ယဟန်နာတွေကတော့ဗာလဲဝေဒင်္ဇာပြည်မှာငတ်ငတ်ပြက်ပြက်နေရတုန်းကလည်းဗာလဲဒီတိုင်းပဲတာဝတိပြည်မှာတိတ်ပြီးတော့ပေါ်တော့လဲဒီတိုင်းပဲဟိုမှာစားကျွန်းသား900ကဘလို့ဖြစ်နေတုံးမြူးနေတယ်နော်အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားသိတဲ့အတွက်ကြောင့်ဦးဇင်းတို့ဝါလောဒကဇတ်ဆိုပြီးတော့ဇတ်တော်လေးတစ်ခုဟောတယ်ဒါဦးဇင်းကအချင်းချုပ်လေးအပြေးလွှားပြောပြတာသိလားအဲ့ဒီဝါလောဒကဇတ်မှာဦးဇင်းတို့မြတ်စွာဘုရားဘာပြောပြတော့ဆိုတော့စိတ်သားတို့ရှေးတုန်းကအာဇာနည်မြင်း900ရှင်မင်းကြီးတစ်ပါးကပိုင်ထားတယ်အာဇာနည်မြင်းဆိုတော့သိပ်ပြီးတော့မြင့်မြတ်တယ်ကြီးကျယ်တယ်ဆိုတော့သူတို့ကိုလေသိပ်ကောင်းတဲ့အစားအစာကျွေးတာဘာတွေကျွေးတာတုံးဆိုတော့ဦးဇင်းတို့မူတရက်သီးကိုကြိတ်ပြီးတော့အဲ့ဒီအရေကိုတိုက်တာအာဇာနည်မြင်းတွေကိုလေအဲ့ဒီအာဇာနည်မြင်းတွေရဲ့ဘေးမှာလည်းပဲဦးဇင်းတို့ဝန်နေပါလေယုံဖို့အတွက်မြီး900မွေးထားတာလည်းရှိအဲ့ဒီမှာရှင်မင်းကြီးကဒီမူတရက်သီးတွေကိုအရေးဖြောပြီးတော့အရေးတွေကိုအာဇာနည်မြင်း900ကိုတိုက်တယ်တိုက်ပြီးတော့ကြံတဲ့ဒီမူတရက်သီးအရေးထုတ်ပြီးသားဘာအနှစ်မှမရှိတော့တဲ့အဖတ်တွေပေါ့လေမူတရက်သီးအဖတ်တွေသိလားအဲ့ဒီအဖတ်တွေကိုရေနဲ့ဖြောထုထောင်းပြီးတော့ဦးဇင်းတို့ပိုက်ဆံလျှော်နဲ့ရက်ထားတဲ့အခုခေတ်ဆိုရင်တော့ဂုံဒီအိတ်ဆုပ်ပေါ့လေအဲ့ဒီဂုံဒီအိတ်ဆုပ်နဲ့အဲ့ဒီရေတွေခုနတုန်းကအခွန်တွေကိုရေနဲ့ဖြောပြီးတော့ထုထောင်းထားတဲ့မူတရက်သီးအကျန်းရေတွေကိုအဲ့ဒီဂုံဒီအိတ်ဆုပ်နဲ့စစ်ပြီးတော့အဲ့ဒီအရေတွေကိုမြီးတွေကိုတိုက်ဟုတ်လားအဲ့ဒီကိုမြီးတွေကိုတိုက်တဲ့အခါကျတော့မြီးတွေကအဲ့ဒါကိုတောက်ပြီးတော့တခါတဲ့ခုံပေါက်မြူးပြီးတော့အော်ဟစ်နေတာပဲတဲ့မူတရက်သီးအဖြော်ကြီးအစ်စ်ကိုတောက်ပြီးတော့နေကြတဲ့အာဇာနည်မြင်း900ကတော့ငြိမ်ငြိမ်လေးပဲနေတယ်ဘာမှမတုံဟုတ်လားအဲ့ဒီမြီး900အခုစားကျွန်းစား900ဖြစ်လာတာပဲတဲ့နော်တခါကြီးမိုက်မြခုတခါမှတော့ဦးဇင်းတို့ပုရုဇဉ်တွေဆိုတာများသောအားဖြင့်အဲ့ဒီအာဇာနည်မြင်းများလို့ယဟန္တာများလို့မဖြစ်ကြဘူးဟုတ်လားကောင်းတာနဲ့တွေ့တော့မြူးပြီးတော့နေတာဟုတ်လားမူတရက်သီးဖြော်ကြီးကောင်းသလားမကောင်းဘူးနော်ဗာလဲဂုံဒီအိတ်ဆုပ်နဲ့စစ်ပြီးတော့ရလာတဲ့အဖြော်ရည်ချမ်းတွေတောက်ပြီးတော့မြီးတွေဘာဖြစ်နေလဲမြူးနေတာဟုတ်လားခုတက္ကသမားတို့ဦးဇင်းတို့တွေလည်းအရိယာတွေစွန့်ပစ်သွားတဲ့ဒီကာမဂုဏ်ပစ္စည်းလေးတွေပြည့်စုံနေဆိုရင်ဘာဖြစ်နေတော့မြူးနေတာဟုတ်လားအဲ့ဒါဘယ်သူတို့ရဲ့မြူးခြင်းမျိုးလဲမြီးတွေရဲ့မြူးခြင်းမျိုးအာဇာနည်တွေကြတော့ဗာလဲငြိမ်နေအရေကောင်းတွေကိုတောက်ပြီးတော့ကိုယ်ပဲဘာဖြစ်နေတာတော့ငြိမ်နေတာအဲ့ဒီအာဇာနည်မြင်း900ကယဟန္တာ900လားဖြစ်တာပဲဟုတ်လားအဲ့ဒီတော့ဒကာသမားတို့ဦးဇင်းတို့တွေဒါမေးခွန်းကတော့ထူးမေးနေစရာမလိုပါဘူးအာဇာနည်မြင်းမျိုးလိုမျိုးယဟန္တာလိုမျိုးဖြစ်ချင်တာလားဒါမှမဟုတ်ရင်မြင်း900လိုမျိုးစားကျွန်းသား900လိုမျိုးတုံလှုပ်တဲ့လူတွေဖြစ်ချင်တာလားလို့မေးရင်ဒီမေးခွန်းကမသိတော့တဲ့မေးခွန်းပဲဖြစ်လိမ့်မယ်ဟုတ်လားအာဇာနည်မြင်းမျိုးယဟန္တာမျိုးပဲဖြစ်ချင်ပါတယ်လို့ပြောကြမှာမဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ခုနတုန်းကဦးဇင်းပြောခဲ့တယ်ဗာလဲတာဓိဂုံဆိုတာကိုအားကြရဣတိဘာဂုံလဲတာဓိဂုံမြေကြီးကဲ့သို့ဟုတ်လားထပ်မပြောတော့ဘူးနော်ပြီးတော့ဗာလဲရေကဲ့သို့မီးကဲ့သို့လေကဲ့သို့အဝေးစုပ်ကဲ့သို့5ခုရှိသွားပြီနော်နောက်ထပ်4ခုရှိသေးတယ်အပြေးလွှာပဲပြောရမှာဗျာနောက်ဘုန်းကြီးတစ်ပါးရှိသေးတာဟုတ်လားနောက်တခါကြီးမိုက်မြအဲ့ဒီတော့နောက်4ပါးကိုဆက်ပြီးတော့နားထောင်ကြရဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယထာပိဥပမာအားဖြင့်စန္ဒာလကုမာရကောဝံဒွန်းစန္ဒာမျိုးကောင်းသာဒွန်းစန္ဒာမျိုးသားသည်၎င်းစန္ဒာလကုမာရိကဝါဒွန်းစန္ဒာမျိုးသမီးသည်၎င်းကလောပိဟထောခွက်လက်ဆက်လည်းရဲ့နန္ဒကဝါသည်အနာပြတ်သောအဝင်နွမ်းကိုဝက်လျက်ဂါမံဝါရွာသို့တော်၎င်းနိကမံဝါနေကုံရွာကြီးသို့တော်၎င်းပဝိတံတော်ဝင်သည်ရှိသောနေစစိတ်တံယေဝနှိမ့်ချသောစိတ်ကိုသာလျင်ဥပါဒပိတဝါဖြစ်စေ၍ပဝေတတိတေယထာပိဝင်လေတကဲ့သို့ဒွန်းဆန္ဒအမျိုးသားဒွန်းဆန္ဒအမျိုးသမီးဆုတောင်းသားလေးတွေကိုပြောတာနောက်တခါကြီးမိုက်မြကလောပိဟထောတဲ့ခွက်လက်ဆွဲပြီးတော့နန္ဒကဝါတိအနာကစုပ်ပြက်နေတဲ့အဝတ်နွမ်းကလေးကိုဝတ်ပြီးတော့ခေါင်းလေးပေါင်းပြီးတော့ရွာလေးကိုစားစရာတောက်စရာလေးသွားတောင်းတော့မယ်ဆိုပြီးတော့ဝင်တဲ့အခါမှာအဲ့ဒီဒွန်းဆန္ဒစန္ဒလလေးတွေဟာလေမြင့်မားတဲ့တက်ကြွတဲ့စိတ်နဲ့ဇောင်ကြွားဝင်သွားတာလားမဟုတ်ဘူးနီစစိတ်တန်ရေဝ
နှိမ့်ချအပ်သောစိတ်ကိုယ်သာလျှင်ဥပတပိတဝါဖြစ်စေ၍တဲ့ဟုတ်လားတခါကြီးမိုက်မြနှိမ့်ချတဲ့စိတ်ကိုဖြစ်စေပြီးတော့ရွာထဲကိုဝင်သွားတာအဲ့ဒီလိုမျိုးပဲတဲ့ဧဝမေဝခောဤအတုသာလျှင်အဟံဖယားတပည့်တော်သည်ဇန္တာလကုမာရကောဇန္တာလကုမာရိကသမေနာဒွန်ဇန္နာမျိုးသားဒွန်ဇန္နာမျိုးသမီးနဲ့တူသောဝိပုလေနာကြီးကျယ်ပြန်ပြောသောမဟကတိနာမြင့်မြတ်သောအပမနေနအတိုင်းတာပမာဏရှာ၍မရသောအဝေရေနာယံကင်းသောအပြပိစေနာဒေါမနတာတိဟုသောဆင်းရဲခြင်းကင်းသောမနတာစိတ်ဖြင့်ဝိရမိနေပါ၏ဖရာဒွန်ဆန္ဒများလို့မမာနကိုနှိမ့်ချပြီးတော့နေတာမိမိခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့သူတွေဒီသာလင်သူများကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့သွားမှာသူကကိုယ်ခန္ဓာအကြောင်းကိုသိတဲ့အတွက်ကြောင့်ဒီခန္ဓာကိုအမိပြုတ်ပြီးတော့ဖြင့်ဘာမာနမှရှိเสียမလိုဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်လားတခါကြီးမိုင်းများပြီးရင်ရှင်းသွားမယ်နော်အေးဒါပါလေ6ခုမြောက်တေဟနာဒဒွန်စန္ဒာနဲ့ဥပမာပေးတာဒီဥပမာပေးတော့မြေကြီးလှုပ်တယ်ပုထုဇဉ်ယဟန်တွေဟာမျက်ရည်ကြီးငယ်တောင်ကြတယ်လို့ဆိုတယ်မထေမြတ်ကြီးကိုကရုဏာဖြစ်ပြီးတော့ဟုတ်လားတခါကြီးမိုင်းများအေးဒါ6ခုမြောက်ပါလေတေဟနာဒ9ခုမြောက်တေဟနာဒသွားကြဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအဖြင့်စိဏဝိသလောဥကြိုကျိုး၍နေသောသူရာတော်လိမ္မာသောသူတန်တော်ကောင်းစွာဆုံးမ၍ထားသောသူဝိနိတော်ကောင်းစွာယင်ကြည်ပြီးသောဥဒဘောနွာလာဥဒဘသည်ဟောကျိုးကလည်းကျိုးနေတယ်နွားကြီးကအင်မတန်လဲလိမ္မာတယ်ကောင်းကောင်းလဲသင်ထားတယ်အဲ့ဒီလောက်လိမ္မာယင်ကြည်တဲ့ကျိုးကျိုးနေတဲ့ဒီဥဒဘနွာလာဥဒဘကြီးဟာတဲ့သူ့ရဲ့ဂျိုနဲ့သူ့ရဲ့ခွာနဲ့တစုံတစ်ယောက်သောတစုံတစ်ခုသောတတ္တဝါကိုမှမညှင်းဆဲတော့ဘူးမနှိပ်စက်တော့ဘူးအင်မတန်ပဲအပြစ်ကင်းသူပဲအေးအေးလေးဒီလိုလေးပဲနေသွားတာဒါကိုပြောတာနော်တခါကြီးမိုင်မြအဲ့ဒါဂျိုကျိုးတဲ့နွားဆိုတာအဲ့ဒါပါပဲဥပမာကလေအဲ့ဒီဂျိုကျိုးတဲ့နွားလားများလို့ဧဝမေဝခောဤအတုသာလင်အဟံဖယားတပည့်တော်သည်စိဏဝိသလာဥဒဘောသမေနာဂျိုကျိုးတဲ့နွားလားနဲ့တူသောမနတာစိတ်ဖြင့်ဝိရမိနေပါ၏ဖယားဒါက9ခုမြောက်တိဟနာဒမိမိရဲ့ခန္ဓာအကြောင်းကိုကောင်းကောင်းမသိသူသည်သာလျှင်သူတစ်ပါးကိုနှိပ်စက်ပြီးတော့မတောင်းပန်ပဲရှိကောင်းရှိမယ်ဖယားတပည့်တော်ကတော့ကိုယ်ခန္ဓာအကြောင်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ဘာမာနမှကြီးเสียမလိုပါဘူးလို့ဒီလိုပြောတာနော်တခါကြီးမိုက်မြအေးဥပမာဘယ်နှချက်ရှိသွားပြီလဲ9ချက်ရှိသွားပြီဒါကမာနကိုနှိပ်ချတဲ့သူ့ရဲ့ဥပမာကလေးကဒီ2ခုကသဘောပေါက်တယ်နော်စောစောတုန်းက5ခုကဥစဉ်တို့သဘောပေါက်တယ်လို့ပြောရရင်တာတိကုံဒီအခုဟာကပါလဲဒွန်စန္ဒာရဲ့ကြိုးကျိုးတဲ့နွားရဲ့မာနကိုသူလုံးဝသူနှိမ့်ချထားယဟန္တာဆိုတော့မာနလည်းမရှိတော့ပါဘူးဟုတ်လားအေးအဲ့ဒီနေရာမှာဥစဉ်တို့စဉ်းစားမိတာလေနည်းနည်းလေးတော့ပြောခြင်းသေးတယ်အဲ့ဒါပါလဲဆိုတော့ဘာမှပူတရားမရှိတော့တဲ့လုံးဝအေးသွားကြတဲ့ပုံကိုယ်တွေကဘာမာနမှမရှိတော့ဘူးဒီမဲ့ပူတရားတွေအပြည့်နဲ့အေးတရားတကွက်မှမရှိတဲ့လူတွေကမာနတွေခေါင်ခိုက်နေတယ်ဒါစဉ်းစားတရားတော်တော်ကောင်းတယ်လို့ထင်တယ်ဟင်ဒကမာကြီးတွေခင်ဗျားတို့ကျွတ်တို့ရဲ့ရှည်ရေးကိုတွေးကြည့်ရင်အေးတရားဘယ်နှကွက်ရှိတော့ဘယ်နှကွက်မှမရှိဘူးပူတရားတွေကြီးပဲတန်တရားကြီးတွေးမယ်ဆိုရင်လည်းပူတရားဟုတ်လားလောဘဒေါသလည်းအပြည့်ရှိတယ်မကောင်းတဲ့ကံတွေလည်းအနန္တရှိတယ်ခန္ဓာဝင်ကြီးကလည်းတဖြည်းဖြည်းနဲ့လေးလာတယ်တဖြည်းဖြည်းနဲ့ပျက်စီးမဲ့အရေးရောင်တွေပြနေတယ်ကောင်းတဲ့အလားလားဘာမှမရှိဘူးတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဒါသစ္စာစကားနော်တရားကြီးမိုင်းမြအဲ့ဒီလိုကောင်းတဲ့အလားလားဘာမှမရှိတဲ့တနည်းအားဖြင့်ဘာမှမာနကြီးเสียမကောင်းတဲ့လူတွေကမာနကြီးနေတယ်တကယ်တမ်းကြီးမဲ့ကြီးရင်အဲ့ဒီနောက်ကျောင်းတွေအကုန်အေးပြီးတော့ပူเสียဘာမှမရှိတဲ့လူတွေကတောင်မာနကြီးเสียကောင်းသေးတယ်လို့ဒါကဦးဇင်းရဲ့စိတ်ကလေးနဲ့ဦးဇင်းစဉ်းစားကြည့်မိတာပါဟုတ်လားပူเสียမရှိတော့တဲ့လူတွေကမာနမကြီးပဲနဲ့ပူเสียအပြည့်လူတွေကမာနကြီးနေတယ်ဒါပါလေမစဉ်းစားတယ်မို့လားအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာလေရွှေကျင်စတော်ဘုရားကြီးပြောသလိုပြောရရင်တော့ဖားများနဲ့အင်မတန်တူတယ်ပိဋကကြီးဗါတဲ့တို့ဖားကတဲ့ဆောင်းဆောင်လေးထိုင်တတ်တာနဲ့သူ့ကိုယ်သူချင်းသေးဆိုပြီးတော့မန်ဝင်နေတဲ့ဆောင်းဆောင်လေးထိုင်တတ်တာတော့ဒီပြင်ဘာမှမလုပ်တတ်ဘူးသိလားမွေလာရင်သူအတင်းပြေးရမှာဟုတ်လားဆောင်းဆောင်လေးထိုင်တတ်တာလေးနဲ့သူ့ကိုယ်သူဘာဆိုပြီးတော့မန်ဝင်တာတဲ့တို့ချင်းသေးဆိုပြီးတော့မန်ဝင်တာတဲ့အဲ့ဒါကြီးကန်းကလည်းချီပြီးဆိုတော့ပြည့်ညက်လို့អော်တယ်တဲ့
ပုထုဇဉ်တွေကအဲ့ဒါနဲ့အင်မတန်တူတယ်စီးပွားရေးလေးပြည်စုံကျန်းမာရေးလေးပြည်စုံဆောင်းဆောင်လေးထိုင်တက်ကမြတ်နဲ့ငါတော်လာပြီငါအည်သွေးတွေရှိလာပြီလို့ချင်းသေးမှန်ဝင်တယ်ဟုတ်လားကျမ်းမာရေးလေးလည်းဖောက်လာပြီစီးပွားရေးလေးလည်းပြက်ပြီဆိုတော့ကြီးချီခံရတဲ့ဖားလို့ပြညက်နဲ့អော်ကြတာပဲဦးဇင်းတကာကြီးတယောက်ကိုတွေ့ဘူးတယ်အင်မတန်ကျမ်းမာရေးကောင်းတယ်အင်မတန်လည်းတန်ဆွမ်းတယ်လူကလည်းတကယ်ထောင်မောင်းကြီးပဲဘာဖြစ်ဖြစ်လှုပ်လိုက်မယ်ကန်လိုက်မယ်ဘယ်တော့မှမအိုတော့မဲ့ဆိုင်မျိုးနေတာမျက်လုံးထဲမှာအမြဲတမ်းမာနာဂိုးတွေကိုမြင်နေရတယ်အဲ့ဒီတကာကြီးအဲ့ဒါဟိုတလောစီကလေဖြတ်တယ်အဲ့ဒီတကာကြီးတကယ်လေဖြတ်သွားတာအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့မျက်လုံးမှာအယောင်မရှိတော့နော်တကာကြီးတို့ရနော်အင်မတန်ညှိုးငယ်ပြီးတော့လူကလည်းပဲလေဆင်အိုကြီးလို့ကျွဲအိုကြီးလို့တခါတည်းရွတ်ပက်ကြီးဖြစ်ပြီးတော့သူ့မှာဒီပြင်လည်းဘာမှအာကိုအားရကလည်းမရှိပဲကိုဗျဟုတ်လားအဲ့ဒီတော့စောစောတုန်းကတော့သူဟာပါလေငါချင်းသေးပဲဆိုပြီးတော့စောင်းစောင်းထိုင်တဲ့ခါမျှနဲ့ဖားကသူ့ကိုယ်သူဘာထင်းနေတာလဲချင်းသေးထင်းနေတာတကယ်ခန္ဓာကိုယ်ကဇာတိပြလာပြီအရှိအမှန်တွေထွက်လာပြီဆိုတော့မှကြီးချီခံရပြီဆိုတော့မှဘလို့ဖြစ်တာလဲပြညက်နဲ့អော်တာခုလူတိုင်းနော်ဘလောက်ပဲစီးပွားရေးတွေပြည့်စုံပါတယ်ပဲပြောနော်စီးပွားရေးနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကပိုများတယ်ဘဝမှာဟင်ဒီထဲမှာစီးပွားရေးပြည်လေတဲ့လူတွေလည်းပါကောင်းပါလိမ့်မယ်နော်စီးပွားရေးနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေလူလောကကြီးမှာအများကြီးရှိငွေနဲ့မဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေဟုတ်လားအဲ့တော့တကယ်တမ်းကပြဿနာအလုံးကိုဖြည့်ရှင်းနိုင်တာဒီတရားတစ်ခုပဲရှိတယ်ဒါအတူချုပ်ပဲပြောလိုက်တယ်နော်ငွေဟာဖြည့်ရှင်းလို့ရတဲ့ပြဿနာတွေရှိတယ်လို့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေအများကြီးရှိတယ်ဒါကြောင့်ပြောချင်တာကဘာလဲဖားလိုမျိုးမဖြစ်သင့်ဘူးကိုယ့်ဘဝကိုယ့်အကြောင်းကိုကောင်းကောင်းသိပြီးတော့တကယ်စင်စစ်ဘာမာနမှကြီးသင့်တဲ့အခြေအနေမဟုတ်ဘူးလို့နားလည်သင့်တယ်ဟုတ်လားတခါကြီးမိုင်းများဒါကြောင့်သတ္တမမြောက်တေဟနာဒနဲ့ခုနှစ်ခုမြောက်တေဟနာဒသည်မာနကိုအထူးနှိမ့်ကျစေတဲ့သူတော်ကောင်းရဲ့စကားလို့နားလည်ထားရမယ်နော်ရှစ်ခုမြောက်9ခုမြောက်သွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယတာပိဥပမာအားဖြင့်တဟရောငယ်ရွယ်သောယူဝါနုပြုသောမန္တနကဇာတိကိုတစားဆင်ခြင်းသဘောရှိသောတိတနာတော်ရှောအပ်ပြီးသောဥကောင်းရှိသောပုရိသောဝါလူလင်ပြူသည်၎င်းအဋ္ဌိဝါလုံးမပြူသည်၎င်းငယ်ရွယ်နုပြူနော်အမြဲတမ်းခေါင်းလေးလျှောပြီးတော့ဖီးလိမ့်ပြီးတော့ပြင်းစင်းပြီးတော့ထားတဲ့ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်အပြူကလေးလူပြူကလေးပေါ့နော်တခါကြီးမိုက်မြအဲ့ဒီကလေးဘာဖြစ်တော့ကံတေထိုကလေးရဲ့လည်းပင်မှာထိုလူလင်ပြူလုံးမပြူရဲ့လည်းပင်မှာအာတတ္တေနတစုံတဦးတယောက်သောယံသူတဦးတယောက်ကအတင်းအကျပ်ဆွဲငင်၍ပေးအပ်သောအဟိကုဏပေနဝါမွေကောင်ပုတ်ဖြင့်တော်၎င်းကုက္ကူရာကုဏပေနဝါခွေကောင်ပုတ်ဖြင့်တော်၎င်းမနုဿာကုဏပေနဝါလူကောင်ပုတ်ဖြင့်တော်၎င်းအတ္တိယေယအနှိမ့်ဆက်ခံရတဲ့ကဲ့သို့ဆင်းရဲလေတဲ့ကဲ့သို့ဟရာယေယရှက်ရတဲ့ကဲ့သို့ဇီကုစေယဆက်စုပ်ယွန်ရှာရတဲ့ကဲ့သို့ဥပမာနော်တခါကြီးမိုက်မြအဲ့ဒီလိုအင်မတန်လှကျင်ပကျင်တဲ့အရွယ်ကလေးကိုရန်သူတူတယောက်ကအတင်းအကျပ်အနိုင်အထက်ပြုတ်ပြီးတော့မွေကောင်ပုတ်ကြီးတစ်ခုလေပင်ကိုဆွဲပေးလိုက်ပြီဒါမှမဟုတ်ခွေးသေးကောင်ပုတ်တစ်ခုကိုလေပင်မှာပါလဲဆွဲပေးလိုက်ပြီဒါမှမဟုတ်လူသေးကောင်ပုတ်လူရဲ့အစိပ်ပိုင်းတစ်ခုခုခေါင်းပြက်ကြီးသောဖြစ်စေဟလာပေါင်ပြက်ခြေပြက်တစ်ခုခုပုတ်ပွားပြီးတော့လောက်တည်တက်နေတာကြီးကိုလေပင်ကိုပါလဲဆွဲပေးလိုက်ပြီဆိုကြပါစို့တဲ့အဲ့ဒီလိုဆွဲပေးလိုက်ရင်အဲ့ဒီလူလင်ပြိုလုံမပြိုရဲ့စိတ်ထဲမှာဘလို့ခံစားရမလဲအတ္တိရေရငါသိဆင်းရဲတာပဲသေတာသေလိုက်ချင်တော့တယ်ဟုတ်လားတခါကြီးမိုက်မြကိုချင်းစာကြည့်စမ်းသေချာစဉ်းစားကြည့်စမ်းဟုတ်လားအတ္တိရေရဒါသိပြီးတော့ဆင်းရဲတဲ့ကိစ္စပဲဟရာရေရဒါသိရှက်เสียကောင်းတဲ့ကိစ္စပဲလူကြားထဲသွားလို့ဖြစ်ပါမလားဇီကုတ်เสียဒါယွန်းเสียကြီးပဲဟုတ်လားဧဝမေဝခောဤအတူသာလျင်ဟောဧဝမေဝခောဤအတူသာလျင်ဟံဘုရားတပည့်တော်သည်ဣမိနာပုတိကာယေနဤခန္ဓာကိုအကောင်ဘုတ်ဖြင့်အတ္တိယေယအနှိမ့်ဆက်ခံရသူဖြစ်ပါ၏ဖျားဟရာယာမိရှက်လဲရှက်လာပါ၏ဇိကု္ဆာမိဆက်စုပ်ယွန်ရှာမှုလည်းဖြစ်လာပါ၏ဖျားဖျားတပည့်တော်ဟာအဲ့ဒီလူလင်ပြိုလုံးမပြိုလိုပဲတဲ့ဒီအပုတ်ကောင်ဒီခန္ဓာကိုအကောင်ဘုတ်ဖြင့်ဖျားတပည့်တော်ဟာအနှိမ့်ဆက်ခံရတဲ့လူတစ်ယောက်ပါတဲ့နော်တခါကြီးမိုင်းမြမြင်သလားဒီလိုမျိုးလျက်တွေးဘူးသလားငါဟာတကယ်တမ်းကတော့ဒီအပုတ်ကြီးရဲ့အနှိမ့်ဆက်ကိုခံရတဲ့လူတစ်ယောက်လို့တွေးဘူးသလား
မတွေးဘူးရင်အခုတွေးကြရုံရှိတာပဲဟုတ်လားတခါကြီးမိုင်းမြတရားနာရတယ်ဆိုတာဒါအမျက်ပဲနော်ဟုတ်လားအေးအတ္တိယာမိတပည့်တော်အဲ့ဒါအနှိမ့်ဆက်ခံနေရတယ်ဖေရဟရာယာမိဒီအကောင်ဘုတ်ဖြင့်ဖရာတပည့်တော်ရှက်လဲရှက်လှပြီတဲ့ဇီကိသာမိဒီအကောင်ဘုတ်ကြီးကိုယွန်လဲယွန်လှပါပြီတဲ့ဒါခန္ဓာကိုယ်ရဲ့သဘောကိုသူပေါ်လို့ပေါ်အောင်ပြောတာပဲနော်တခါကြီးမိုင်းမြဒါကိုပြောတာဒါကြောင့်ခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းမသိတဲ့ဒူဒီသားလျင်ငါဒီဟူသောမမနာတွေထောင်ပြီးတော့သူတစ်ပါးကိုနှစ်ပြားမတန်တယ်လို့မျိုးသဘောထားတဲ့ကြဟုတ်လားတခါကြီးမိုက်မြအဲ့ဒါဘာကြောင့်လဲကိုယ်ခန္ဓာကြောင့်ကိုကောင်းကောင်းမသိလို့တကယ်စင်စစ်ခန္ဓာဆိုတာဘာလဲမွေကောင်ဘုတ်တဖွဲခွေးကောင်ဘုတ်တဖွဲပဲလို့ဒီလိုပြောတာအဲ့ဒါကြီးဘယ်နာလေးကိုပြစ်ချထားခြင်းလို့ရလားမရဘူးအမြဲတမ်းဒါကြီးကိုကပိုင်ထားတယ်လို့ထင်ရပေမလို့မပိုင်မဲနဲ့ပြုစုနေရနော်တခါကြီးမိုက်မြပိုင်တဲ့သဘောတော့ရှိလားမရှိဘူးဒါပေမဲ့လို့ဒါကြီးနဲ့တော့ဟိုအနှိမ့်ဆက်ခံနေရတဲ့အနေအထားမျိုးတော့အမြဲတမ်းရှိတယ်မဟုတ်လားရှိတယ်အေးဒါကလည်းပဲဟိုတော်တော်ကြက်သီးထတဲ့အကောင်းတဲ့ဥပမာနော်တခါကြီးမိုက်မြအေးအဲ့ဒီလိုရှစ်ခုမြောက်ဥပမာတေဟနာထဒါကိုဆိုလိုက်ပြန်တော့လည်းပဲကဘာမြေကြီးဟာဘာဖြစ်သွားလဲတုံလှုပ်သွားတယ်တုံလှုပ်သွားတယ်ဒါကြောင့်ဒကာမတို့ဦးဇင်းတို့တွေမာနကြီးမဲ့ကြံရင်အစင်မပြေတာတွေဖြစ်လာမယ်ကြံလို့ရှိရင်အေးသူများကိုအပြစ်မတင်မဲနဲ့ဒီအကောင်ဘုတ်ကြီးနဲ့ငါဆင်းရဲလှပြီဒီအကောင်ဘုတ်ကြီးနဲ့ငါရှက်လှပြီဒီအကောင်ဘုတ်ကြီးနဲ့ငါဆက်ဆုပ်လှပြီငါမျက်နှိုးလွန်းလို့ဆွဲလန်းမှုကိုမဖြတ်နိုင်လို့ရခြင်းလို့ကိုရထားတဲ့ဒီခန္ဓာကြီးကြောင့်ကိုပဲဆင်းရဲတွေဖြစ်နေတာလို့အမှန်တိုင်းသဘောမပေါက်တဲ့မို့လားသဘောပေါက်တဲ့နဲ့ဘယ်သူမှလည်းညှို့မထိုးတဲ့မို့တကယ်စင်စစ်လေဟုတ်လားတခါကြီးမိုက်မြအေးဒါကြောင့်ရှစ်ခုမြောက်ဥပမာမကောင်းဘူးလားကောင်းတယ်ဗာနဲ့ဥပမာပေးတာလဲခန္ဓာကိုမွေကောင်ဘုတ်တဖွဲခွေးကောင်ဘုတ်တဖွဲလေပင်ဆွဲထားရသလိုမျိုးတွေဟုတ်လားအေးအဲ့ဒါပြီးတော့ဦးဇင်းတို့၉ခုမြောက်သွားကြမယ်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယထာပိဥပမာအားဖြင့်ဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေယထာပိဥပမာအားဖြင့်စိတ်တာဝစိတ်တံအပေါက်ကြီးအပေါင်းငယ်များစွာရှိသောဥက္ကရန္တအထက်သို့လည်းရှံတက်၍နေသောပက္ကရန္တအောက်သို့လည်းယူစီ၍နေသောမေရကထာလီကံအသာကြီးအမဲကြီးဦးကိုပုရိသောယောက်ျားသည်ပရိဟရိယတေယထာပိရွက်ဆောင်၍ထားရသကဲ့သို့ဒါကဥပမာအိုးတစ်လုံးထဲကိုအမဲစီတွေအသားရည်အစီတွေအပြည့်ထက်အဲ့ဒီအိုးကိုအပေါ်ပိုင်းကလည်းအပေါက်လေးတွေဖောက်အောက်ကလည်းအပေါက်လေးတွေဖောက်ဘေးကလည်းအပေါက်လေးတွေဖောက်အဲ့ဒီအပေါက်ကလေးတွေကနေအစီတွေဟာပါလဲစိမ့်ပြီးတော့ဘာဖြစ်နေမလဲစီးကြနေမယ်အပေါ်ပိုင်းကလည်းအံပြီးတော့ဗာလဲထွက်နေမယ်ဟုတ်လားအဲ့ဒီအမဲစီအိုးကိုတုံတယောက်ကအနိုင်ထက်ပြုတ်ပြီးတော့ယောက်ျားတယောက်ရဲ့ခေါင်းပေါ်ကိုမင်းသားကြီးရွက်ထားဆိုပြီးတော့ခိုင်းတယ်အဲ့ဒီလူမလွန်ဆန်နိုင်တော့အဲ့ဒီအမဲစီအိုးကြီးကိုဘာလုပ်ထားရခေါင်းပေါ်ရွက်ထားရကိုဟာရဲ့အကြီးတွေကအမြဲတမ်းဘာလုပ်နေတော့အောက်ကပေါက်တွေကလည်းစီးကြဥရဲ့အပေါ်ပိုင်းပေါက်တွေကလည်းလှုပ်လိုက်တော့တခါတည်းရှံပြီးတော့ဗာလဲကြာလာပါးတွေပေါ်စီးကြတုပ်လိုက်ပါဇက်ထဲဝင်တုပ်လိုက်မျက်စိထဲဝင်တုပ်လိုက်တကူလုံးလည်းဗာလဲမတုပ်နိုင်တဲ့နေရာပေပွားမြင်လာမျက်စိထဲမြင်လာတခါကြီးမိုက်မြအေးဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားတေတာပိဥပမာအားဖြင့်စိတ်ဓာဝါစိတ်ဓာအပေါက်ကြီးပေါင်းငယ်များစွာရှိသောဥက္ကရန္တအထက်သို့လည်းရှံတဲ၍နေသောပက္ကရန္တအောက်သို့လည်းယူစီ၍နေသောမိရကထာလိကံအမဲစီအိုးကိုပုရိသောယောက်ျားသည်တေယထာပိပုရိသောယောက်ျားသည်ပရိဟရိယတေယထာပိရွက်ဆောင်၍ထားရသကဲ့သို့ဧဝမေဝခောဤအတုသာလျင်အဟံဖယားတပိတော်သည်ဣမံကာယံအဟံဖယားတပိတော်သည်စိတ်တဝစိတ်တအပေါက်ကြီးပေါက်ငယ်များစွာရှိသောဥက္ကရန္တအထက်သို့လည်းရှံတက်၍နေသောပက္ကရန္တအောက်သို့လည်းယူစီ၍နေသောဣမံကာယံဤခန္ဓာကိုယ်ကြီးကိုပရိဟရာမိရွက်ဆောင်၍ထားရပါ၏ဖယားအမဲစီအိုးအပေါက်တွေအများကြီးပါတဲ့အမဲစီအိုးကြီးခေါင်းပေါ်တင်ထားရသလိုမျိုးဖယားတပည့်တော်လည်းပဲအပေါက်ကြီးပေါက်ငယ်များစွာရှိတဲ့အထက်သို့လည်းအံပြီးတော့နေတဲ့အောက်သို့လည်းယူစည်းပြီးတော့အမြဲတမ်းကြနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုရွက်ဆောင်ပြီးတော့ထားနေရပါတယ်တဲ့မှန်လားတခါကြီးဒီမိုင်းများဒီခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်နော်ဟုတ်လားဒွါရာ၉ပေါက်ဆိုတာလူတိုင်းသိတယ်နော်အေးဒီမှာမွေးညင်းပေါက်တွေရေးနိုင်သလားတလက်မပတ်လက်မှာအပေါက်ပေါင်းထောင်ချီရှိတယ်လို့ဦးဇင်းတို့ကြားဘူးတယ်ဟုတ်လားအေးအဲ့ဒီအပေါက်ကလေးတွေကနေပြီးတော့ကောင်းတာတွေထွက်လာတာလားမကောင်းတာတွေထွက်လာတာလား
ကောင်းတာတွေထွက်လာတာဒါကိုပဲကိုဆိုပြီးတော့ငါဆိုပြီးတော့မှန်မှုပြီးတော့လူတွေဟာနေကြတာပဲရေးတော့လေရေးတရားကြီးနော်ဒကာကြီးတို့မကြီးများပုထုဇဉ်တွေရဲ့ဉာဏ်တွေဟာဘလောက်တုံတယ်လဲဘလောက်ဟိုကန်းတယ်လဲဆိုတာဟာစဉ်းစားကြည့်ရင်ပေါ်တယ်မဟုတ်လားအေးဒီလောက်စုပ်ပဲ့တာကြီးကိုပဲဆွတ်ဆုပ်เสียကောင်းတာကြီးကိုပဲအမိပြုတ်ပြီးတော့မှန်လဲဝင်နိုင်ကြတယ်သူတို့မကိုနှိမ့်ချလဲနှိမ့်ချနိုင်ကြတယ်အော်စရာမကောင်းဘူးလားကောင်းတယ်နော်ဒကာကြီးတို့မကြီးများဒါကြောင့်ဦးဇင်းတို့ဗာလေးသွားပြီးတော့အမှတ်ရတော့ဆိုတော့ဟိုဇနဗရကလျာဏီတို့ခေမာမီဘုရားတို့ကိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးရှိနော်ဒကာကြီးတို့မကြီးများအာတုရံအာတုစိန်ပုသိမ့်ပတ္တခေမေသမုတ်တယံဥက္ကရန္တံပကရန္တံဘာလာနံပိပတိတံဒါလေးကိုဦးဇင်းတို့တောင်မြို့စတော်ဘုရားကြီးအနှက်ပေးထားတာတော်တော်ကောင်းတယ်အာတုရံ96ပြားဘေယောဂတို့လွန်စွာခံခဲ့နှိမ့်ဆက်ပေထသောကိုအကြောင်းကိုသိဖို့ပြောနေရတော့ဒကာကြီးမိုက်မြအာတုရံ96ပြားဘေယောဂတို့လွန်စွာခံခဲ့နှိမ့်ဆက်ပေအပ်ထသောအမြဲတမ်းနာကျင်မှုရှိနေတဲ့ခန္ဓာကြီးပေါ့အာတုရံအာတုစိန်အာတုစိန်အမြဲနေစဉ်ဆေသုတ်တဲ့လေးယွံပွဲသာအမြဲနေစဉ်ဆေသုတ်တဲ့လေးယွံပွဲမယွံပွဲသို့ပုတ်အန်ထုတ်၍လေနေပေထသောအမြဲတမ်းမစင်ကြယ်တာတွေကိုပဲဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းယူစည်းပြီးတော့နေနေတယ်တဲ့အတုရံအာတုစိန်ဘုဒ္ဓိန်စေကျော်သုတ်တဲ့တရားစဉ်လေးအမြင်သာဟုတ်အတွင်းပုတ်၍နေပေထသောဘလောက်ပဲစေကျော်ဘလောက်ပဲပြင်ဆင်ယူရပြီးသွားတယ်လို့ရှိလားပြီးသွားတယ်လို့မရှိဘူးတရက်ကိုဘယ်နှခါလောက်ဆေးရ3-4ခါလောက်ကတော့အနည်းဆုံးဆေးပေးရတယ်ဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒါတရက်နဲ့ပြီးလားမပြီးဘူးစဉ်းစားကြည့်နော်အာတုရံအာတုစိန်ပုဒိန်ပတ္တခေမေသမုတ်တယံဥက္ကရန္တံပကရန္တံဥက္ကရန္တံမျက်စိနာနာအင်္ဂါရှိတိုင်းအထက်ပိုင်းဝယ်ယွံပွဲသုပုတ်အန်ထုတ်၍လေနေပေထသောခုနတုန်းကဥက္ကရန္တံဆိုတဲ့ပါဠိလေးနော်တခါကြီးမိုက်မြမျက်စိနာနာလျှာဒါတွေကနေပြီးတော့အထက်ပိုင်းမှာလည်းပဲအနည်းနဲ့အများတော့ထွက်နေတာပဲမဟုတ်လားလို့အေးဥက္ကရန္တံပကရန္တံကျင်ကြီးကျင်ငယ်အသွဲဟုမပွဲမရာဖျားကိုမှန်စွာနေညယိုချ၍လေနေပေသောအောက်ပိုင်းကြတော့လည်းပဲဒါအမြဲတမ်းဒါစီးဆင်းပြီးတော့နေတာပဲမဟုတ်လားအေးအဲ့ဒါကိုဘလို့ဆက်ပြီးတော့ဘုရားကဟောထားတယ်ဆိုတော့ဘာလာနံလူမိုက်တို့သည်ဘာလာနံမသိသောပုဂ္ဂိုလ်မမြင်သောပုဂ္ဂိုလ်တို့သည်အဘိပတိတံရှိရင်မြောင်းမြမမှန်ကောင်ကြံဖန်လေးမြတ်တောင်းတပေထသောရှိနေတာနဲ့ပြောင်းပြန်ကြံစီပြီးတော့အလွန်အမင်းဆွဲလန်းနေတယ်တဲ့ဆိုလိုတာနော်တခါကြီးမိုက်မြဘယ်သူတွေကပြောင်းပြန်ထင်ပြီးတော့ဆွဲလန်းတာလဲလူမိုက်တွေဆိုတော့ဘယ်သူများဖြစ်မဲ့ထင်တော့ကိုပါပဲဟင်တခါကြီးမိုက်မြဟုတ်တယ်မဟုတ်လားလို့တခါကြီးမိုက်မြဆွဲလန်းမှုကိုပယ်နိုင်သလားမပယ်နိုင်ဘူးအဲ့ဒါမြင်လို့ဆွဲလန်းတာလားမမြင်လို့ဆွဲလန်းတာလားမမြင်တာကိုပဲခက်ကြမ်းပြောမယ်ဆိုရင်ကန်းတယ်လို့ပြောလို့ရတယ်မဟုတ်လားအေးဘာလာနံလူမိုက်တို့သည်အဘိပတိတံရှိခြင်းမြောင်းမြမမှန်ကအောင်ကြံဖန်လေးမြတ်တောက်တအပေထသောကြံဖန်ပြီးတော့အဲ့ဒါကိုလေးမြတ်ကြီးကိုပဲစိတ်ထဲမှာတကယ်ကိုအကြီးကျယ်ကြီးကိုပဲထင်နေတာဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒီလို32ခုထာသတို့ရဲ့အစုဝေးဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အမှန်တရားကိုမြင်အောင်ကြည့်ပါတဲ့ဒီနေရာမှာဦးဇင်းတို့နည်းနည်းကလေးပေးတတ်တို့ကိုအကြံပေးခြင်းဒီယုတ်တရားတို့ရဲ့အနေစာဒုက္ခအနတ္တဆိုတာမြင်ဖို့အင်မတန်ခဲရင်ပါအခုဦးဇင်းတို့ပြောတဲ့မြတ်စွာဘုရားအခုပြောထားတဲ့ဒီအတုပမတင့်တယ်တဲ့သဘောဆိုတာကဒီပဂရိမျက်လုံးနှလုံးနဲ့ကိုပဲမြင်လို့ရနေတဲ့သဘောရှိဒကာသမားတို့ဦးဇင်းတို့ ਨੇ အလှမ်းမဝေးဘူးလို့ပြောကျင်တာဟုတ်လားဒကာကြီးမိုက်မြဟိုတကယ်ယုတ်တရားတို့ရဲ့သဘောတို့ရဲ့အနေစာဒုက္ခအနတ္တကိုမြင်ဖို့ဆိုတာကထိုက်တဲ့တမာရီရှိရမယ်ထိုက်တဲ့ဉာဏ်ပညာရှိရမယ်ဒါကိုအခြေခံပြီးတော့မှနေစာဒုက္ခအနတ္တဆိုတာမြင်ဖို့ဖြစ်တယ်ဟုတ်လားအခုဒီမှာအတုပမတင့်တယ်တဲ့သဘောယွန်းရှားပွဲရသဘောမြင်လို့တရားမဟုတ်ဘူးဆိုတဲ့သဘောဟာပဂရိမျက်လုံးနဲ့တော့မြင်လို့ရတယ်မဟုတ်လားအဲ့ဒီမြင်လို့ရတာကိုပဲမမြင်ခြင်းဟန်ဆောင်ပြီးတော့မျက်နှာလွှဲနေကြဟုတ်လားတခါကြီးမိုက်မြဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကတော့ဘာနဲ့ဥပမာပေးတုံဆိုတော့မြေခွေးဟာပေါက်ပင်ပေါ်ကနေပြီးတော့ကြွေကြလာတဲ့ပေါက်ပွင့်ကိုသူကအစာတုံးကအဲ့ဒါအသားတစ်တွေမှတ်ပြီးတော့မျောနေတာလေဒီဥပမာလေးကိုအကြံဉာဏ်လေးဦးဇင်းကပြောလိုက်ခြင်းသေးတယ်အဲ့ဒီလိုမျောနေရင်နဲ့လေကလေးလှုပ်လိုက်တော့ပေါက်ပွင့်တစ်ပွင့်ကအောက်ပြုတ်ကြလာပြေးတယ်ပြီးတော့သူကသွားဟတ်ကြည့်တယ်ဟာအဲ့တော့ငါထင်တဲ့အသားတုံးလည်းမဟုတ်ပါလားဒါကဘာမှစားလို့မရတဲ့ကိစ္စ
လူလိုဆိုလို့ရှိရင်တော့ဉာဏ်ရှိတယ်ဒါကလည်းပဲဒီလိုမျိုးဆိုရင်အပင်မောဟဟာလည်းဒီလိုမျိုးပဲဆိုပြီးတော့ तू လှည့်ထွက်သွားဖို့ပဲရှိတယ်ဒါပေမဲ့ तू အဲ့ဒါလိုလှည့်ထွက်သွားသလားမသွားဘူးကြွေကြလာတာဒီသားလည်းအသုံးမကျတဲ့အရာအပင်မောမှာကြံနေတဲ့အရာကတော့အသုံးကျတဲ့အရာဖြစ်အောင်ပဲဆိုပြီးတော့ဆက်ပြီးတော့ပါလဲမျောမြဲမျောနေတယ်နောက်တစ်ခါတပွင့်ကြလာပြန်တယ်သွားပြီးတော့ तू ကြည့်လိုက်သေးတာပဲဟာဒါကတော့မဟုတ်ဘူးအပေါ်ကတော့ဟုတ်အောင်မယ်လို့ပါလဲထင်နေတယ်အဲ့ဒါပုထုဇဉ်ဆိုတာအဲ့ဒီတိုင်းပဲနော်ထွက်ကြလာတဲ့အရာတွေဘာမှမဟုတ်ဘူးဆက်စုပ်เสียဆိုတာတော့ကလေးကစားသိတယ်ဒါပေမဲ့ခန္ဓာကိုယ်ကြီးအလုံးခဲနဲ့နေတော့ဒါကိုပဲအမျိုးမျိုးချီကျူးပြောဆိုပြီးတော့အမွှန်းတင်ပြီးတော့နေကြတာပဲမို့လားလို့အဲ့ဒါဘာလဲလို့ဟင်တခါကြီးမိုက်မြအဲ့ဒီမြေခွေးတပွဲအောက်ကျလာတာသာမကောင်းတာဟေးအပင်မော်ကဟာကတော့အသားတုံးနေနဲ့တူတယ်လို့ထင်နေတာပဲမို့လားအေးဒါကြောင့်ဦးဇင်းတို့ပြောချင်တာကဘာလဲမြင်သာထင်သာရှိတဲ့အရာကိုတကယ်ကိုပဲစိတ်ဆိုင်ပြီးတော့လုံမဲ့ဆိုလို့ရှိရင်ငါဒီဟူသောမာမနာတွေနည်းသွားနိုင်တယ်နော်ဒီကိစ္စဘာကြောင့်ဦးဇင်းတို့ပြောရတယ်လဲဆိုတော့ဒီကာယကတာတတိကိုတကယ်ဆွဲမြဲအောင်တရားဓမ္မတို့ဦးဇင်းတို့ကြိုးစားကြမယ်ဆိုလို့ရှိရင်ဒေါသတွေလည်းနည်းသွားနိုင်တယ်မာနတွေလည်းနည်းသွားနိုင်တယ်အဲ့ဒါတွေနည်းသွားခြင်းသည်ပင်လျင်သူတော်ကောင်းစိတ်ဓာတ်တွေတိုးတက်လာတယ်လို့ခေါ်လို့ရတယ်မဟုတ်လားအေးဒါကြောင့်ကာယကတာတတိဆိုတဲ့အမြင်သည်မကောင်းတာတွေကိုလျှော့ပြီးတော့ကောင်းတာတွေကိုတိုးတက်လာစေနိုင်တဲ့တွန်းအားမျိုးကိုပေးနေတယ်ဒါကြောင့်သူ့ရဲ့စွမ်းအားတတိကိုပေါ့မတွက်ရဘူးနော်တခါကြီးမိုက်မြကိုယ်ခန္ဓာကြောင့်ကိုကောင်းကောင်းသိလို့ရှိရင်စိတ်ဓာတ်တွေဟာအမျိုးမျိုးပြောင်းလဲသွားတယ်ပြောင်းလဲတဲ့သဘောရှိတယ်နော်စိတ်ဆိုတာကမြင်တော့မြင်တယ်လို့တစ်မျိုးမမြင်တော့လည်းမမြင်တယ်လို့မျိုးသူပြောင်းနေတာဟုတ်လားမြတ်စွာဘုရားကတော့လေကာယကတာတတိကိုဘလောက်ထိမြတ်စွာဘုရားအမွှန်းတင်ပြီးတော့ပြောသလဲဘုရားတို့နည်းနည်းလေးပြောအောင်မယ်အာမတန္တိဘိက္ခဝေပရိပုံဇန္တိယေကာယကတာတတိပရိပုံဇန္တိဒါဥစဉ်တို့အင်္ဂုတ္တပါဠိတော်ဧကနိပတ်မှာလာဘိက္ခဝေယံတော်တို့ရေခြင်းပုဂ္ဂိုလ်သည်ကာယကတာတတိကာယကတာတတိကိုပရိပုံဇန္တိသုံးဆောင်ကြရကုန်၏ကိုယ်အကြောင်းကိုကိုသိတဲ့ဒီသတိကလေးဒီဉာဏ်ကလေးကိုအစားအစာနဲ့ဥပမာပေးတာနော်မြတ်စွာဘုရားကဒီ32ခုဌာနဘာမှတင့်တယ်တဲ့သဘောမရှိဘူးလို့အမှန်တိုင်းသိတဲ့ဒီကာယကတာတတိကိုဘာနဲ့ဥပမာပေးတာလဲအစားအစာနဲ့ပရိဘုံဇံတိတဲ့အချို့သောပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်ကိုသတိထားပြီးတော့ကာယကတာတတိကိုမွန်မြတ်တဲ့အစားအစာတစ်ဖွဲသုံးဆောင်ခွင့်ရတယ်ဒါကဥပမာနော်အေးယေကာယကတာတတိပရိဘုံဇံတိတေထိုကဲ့သို့ကာယကတာတတိကိုသုံးဆောင်ကြရသောပုဂ္ဂိုလ်တို့သည်အမတံမသေးရနိဗ္ဗာန်တရားကိုပရိဘုံဇံတိသုံးဆောင်ကြရကုန်သောသူနဲ့တူကြကုန်၏အဲ့ဒီပုဂ္ဂိုလ်တွေဟာအမတဆိုတဲ့နိဗ္ဗာန်ကိုသုံးဆောင်ရတာနဲ့အတူတူပဲတဲ့နော်တခါကြီးမိုက်မြမသေးရနိဗ္ဗာန်ကိုပါလဲသုံးဆောင်ရတာနဲ့အတူတူပဲတဲ့ဒါကြောင့်ကိုယ်အကြောင်းလေးကိုသိအောင်နည်းနည်းလေးကြည့်ကြည့်မသေးရနိဗ္ဗာန်ဆိုတာကတော့မြတ်စွာဘုရားကဒါတရားဓမ္မတို့ဦးဇင်းတို့တွေဟိုဘုရားရဲ့ဆိုလိုချက်ကိုအပြည့်အဝကြီးသဘောပေါက်ဖို့တော့မလွယ်သေးဘူးနော်သို့တော်လည်းပဲကိုယ်လက်တွေ့သဘောပေါက်နိုင်တာကဘာလဲဆိုတော့ဒီခန္ဓာရဲ့အကြောင်းကိုသိနေတဲ့အချိန်မှာစိတ်ထဲမှာအေးချမ်းမှုသဘောရှိနေတာတော့အမှန်ပဲနော်မာနဖြင့်စိတ်ဟာခက်ထန်ပြီးတော့မနေဘူးဒေါသနဲ့ကြမ်းထမ်းပြီးတော့မနေဘူးအဲ့ဒီချိန်မှာအမှန်မြင်တဲ့အမြန်လေးနဲ့နူးညံ့သိမ်မွေ့ပြီးတော့စိတ်ဟာချမ်းသာနေတာတော့အမှန်ပဲဒါလောက်ကြည့်နော်တခါကြီးဒီမိုင်းမြအဲ့ဒီချမ်းသာနေတဲ့သဘောသည်နိဗ္ဗာန်ဓာတ်နဲ့ဆက်သွယ်မှုရှိကိုရှိနေတယ်ဘာကြောင့်လဲကိလေသာကင်းလို့အဲ့ဒီချိန်မှာချမ်းသာနေတာမဟုတ်လားနိဗ္ဗာန်ဆိုတာကိလေသာကင်းတာကိုဆိုတယ်မဟုတ်လားတရင်ကနိဗ္ဗာန်လို့ပြောလို့မရပြီဘူးလားရတယ်ဒါကြောင့်ကာယကတာတတိကိုသုံးဆောင်ရသူတို့သည်နိဗ္ဗာန်ဆိုတဲ့အမတ္တဓာတ်ကိုသုံးဆောင်ရသူနဲ့အတူတူပဲတဲ့ဟုတ်လားဒါကြောင့်တရားဓမ္မတို့နိဗ္ဗာန်ရဲ့အရာသာကိုသိခြင်းရင်ကာယကတာတတိရဲ့အရာသာကိုသိအောင်အရင်မြည်စမ်းကြည့်ကြအောင်လို့အကြံပေးခြင်းတယ်ဟုတ်လားတခါကြီးမိုက်မြအေးရိတ်တာတွေသွားပြီးတော့တရားအထုတ်နိုင်ရင်တော့အတိုင်းထက်လွန်ကောင်းပါတယ်နော်တခါကြီးမိုက်မြသို့တော်လည်းပဲမိမိခန္ဓာကိုယ်ရဲ့အမှန်သဘောတွေကိုတကယ်တမ်းဘယ်နာမှာအဆုပ်ရှိတယ်အသေးရှိတယ်နှလုံးရှိတယ်ဦးကဘလို့လှုပ်နေတယ်အစာအိမ်ပြီးတော့ဦးမကဘလို့အစာအောင်အိမ်ကိုဘလို့သွားတယ်အုံနောက်ကဘလို့အစရှိသဖြင့်ဒီခန္ဓာကိုယ်ရဲ့ဒီအယိုးစုနဲ့ကာယံထားတဲ့အသားတွေနဲ့မုံမှန်ထားတဲ့အထဲထဲမှာကလီစာတွေနဲ့ပြည့်နေတဲ့ဒီခန္ဓာရဲ့အကြောင်းကိုတကယ်မျက်စိနဲ့မြင်အောင်ခုခေတ်ပေါ်ပစ္စည်းတွေရဲ့အကူအညီကိုယူပြီးတော့ကြည့်မယ်ဆိုရင်ပိုးပြီးတော့မြန်မြန်ဆန်းဆန်းထင်နိုင်တယ်နော်တခါဒီမိုင်မြန်ဘာအကျိုးကိုရည်ရွယ်ပြီးတော့ပြောတာလဲနိဗ္ဗာန်ဒီဟုသောအရာသာကိုခံစားနိုင်ဖို့ဒါကတော့မြတ်စွာဘုရားအမြင့်ဆုံးရဲ့မျှော်လင့်ချက်ပေါ့ဟုတ်လားတခါဒီမိုင်မြန်အေးဒါကြောင့်
ကာယကတတတိရဲ့အရသာကိုခံစားရလို့ရှိရင်နိဗ္ဗာန်ရဲ့ရတာကိုခံစားရတာ ਨੇ အတူတူပဲဒါကြောင့်စိတ်ဓာတ်တွေမြင့်မားလာအောင်မကောင်းတဲ့စိတ်ဓာတ်တွေညှော့သွားအောင်ကာယကတတတိသည်အထောက်အပံ့မပေးပြီဘူးလားပေးတယ်အင်္ဂုတ္တပါဠိတော်နောက်ထပ်အားရှိစရာတုတ်တန်လေးတစ်ခုကိုရွတ်ပြအောင်ဧကာဓမေဘိခဝေဘာဝိတေဘဟုလိကေတိကာယောပိပတ္တမတိစိတ်တံပိပတ္တမတိဝိတေကဝိဇာရပိဝုပတမေတိဝိဇာကေဝလာပိဝိဇာဘာဂိယဓမ္မာဘာဝနာပါရိပုရိကိသန္တိမြန်မာပြန်လေးအတူချုပ်ပြောမယ်ကာယကတတတိဆိုတဲ့တခုသောတရားကိုပွားများကြသောပုဂ္ဂိုလ်တို့သည်တဲ့ကာယောပိပတ္တံပတိခန္ဓာကိုယ်လည်းအေးချမ်းနေတဲ့ရကျင်လားအဲ့ဒီအကျိုးကိုရကျင်လားတခါကြီးမိုက်မြအေးကာယောပိပတ္တံပတိခန္ဓာကိုယ်လည်းအေးချမ်းတယ်စိတ်တံပိပတ္တံပတိစိတ်လည်းပဲအေးချမ်းတယ်စိတ်လည်းပါလဲအေးတယ်ဝိတကဝိစာရာပိအကျံစီဝိတဝိစာရတို့သည်လေဝုပတမန္တိငြိမ်းအေးကုန်၏အတွေးတွေလည်းငြိမ်းသွားတယ်အတွေးတွေကြောင့်စိတ်ကပူးနေတာကိုတခါကြီးမိုက်တို့ရဟုတ်လားကေဝလာမေဝိဇာဘာဂိယဓမ္မဘာဝနာပါရိပုရိကိသတိဝိဇာဘာဂိယလို့ခေါ်တဲ့မဲ့ညံဖူးညံဝိဇာညံ၈ပါးတို့ကိုပြည့်စုံစေတဲ့အစွမ်းတတိရှိတယ်တဲ့ကာယကတတတိရဲ့အစွမ်းတော့ဒါကိုယ့်ဟာကိုယ်ပဲစဉ်းစားကြည့်ကြဟုတ်လားတခါကြီးမိုက်မြအကျယ်ရှင်းမပြတော့ဘူးနော်ဦးဇင်းတို့ကဟုတ်လားအေးဒါကြောင့်ကာယကတတတိကိုပွားများရင်ပါလေကိုယ်လည်းပဲအေးချမ်းမယ်စိတ်လည်းပဲအေးချမ်းမယ်ဝိတဝိစာရဆိုတဲ့ကြံစီမှုသုံးသပ်မှုအတွေးတွေလည်းပဲငြိမ်းသွားမယ်မဲ့ညံဖူညံဆိုတဲ့တရားဓုတရားမြတ်တွေလည်းပြည့်စုံသွားမယ်မဲ့ညံဖူညံတောင်ရနိုင်တယ်လို့ပြောထားတယ်နော်တခါကြီးမိုက်မြအေးဒါကြောင့်နောက်ဆုံးဥပမာမှတ်မိသလားကိုကုမြောက်ဥပမာမှတ်မိလားအပေါကြီးအပေါငယ်နဲ့ပြည်နေတဲ့ဘာအိုးကြီးလဲမဲစီအိုးကြီးကိုဘယ်ပေါ်မှာရွက်ထားတာလဲခေါင်းပေါ်မှာရွက်ထားဗန္ဒီဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားသေတာပေဥပမာအဖြစ်စိတ်တံဝစိတ်တံအပေါကြီးအပေါငယ်ပြည့်စုံသွားရှိသောဥက္ကရန္တထက်သို့လည်းရှံတက်၍နေသောပကရန္တအောက်သို့လည်းယိုစီ၍နေသောမေတကထာလိကအမဲစီအိုးကိုပုရိသောယောက်ျားသည်ပရိဟရေယသေထာပိရွက်ဆောင်၍ထားရသကဲ့သို့အဟံဖရာတပည့်တော်သည်ဧဝမေဝခောဤအတူသာလျင်စိတ်တံဝစိတ်တံအပေါကြီးပေါငယ်နှင့်ပြည့်စုံသောဥက္ကရန္တထက်သို့လည်းရှံတက်၍နေသောပကရန္တအောက်သို့လည်းယိုစီ၍နေသောဣမံကာယံဤခန္ဓာကိုယ်ကြီးကိုပရိဟရာမိရွက်ဆောင်၍ထားရပါ၏ဒီဥပမာ၉ချက်ကိုအရှင်မြတ်ကြီးပြောလိုက်တော့ခုနတုန်းကရှင်မြတ်ကြီးကိုပြစ်မှားတဲ့ဒီယဟန်လေးရဲ့စိတ်ထဲမှာအင်မတန်ပူလောင်လာတယ်လို့ဆိုတယ်နော်အဲ့ဒါနဲ့ပူလောင်လာပြီးတော့မနေနိုင်ဘူးဆိုတော့မြတ်စွာဘုရားကိုသူသွားတောင်းပန်ရတယ်ရှင်ဘုရားဘုရားတပည့်တော်မိုက်သည့်အလျောက်တွေ့ဝေသည့်အလျောက်မသိသည့်အလျောက်မပြစ်မှားတဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမိပါတယ်ဘုရားဒါကြောင့်ဘုရားတပည့်တော်ရဲ့အပြစ်ကိုသီးခံခွင့်လွှတ်ပါဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုတောင်းပန်တော့မြတ်စွာဘုရားကจิตตသာရိပုတ္တရာဟောဒီအချီးအနီးသောပုဂ္ဂိုလ်ရဲ့ခေါင်းခုနှစ်စိတ်မကွဲခင်မှာသင်จิตตသီးခံလိုက်ပါလို့မြတ်စွာဘုရားကအမိန့်ရှိတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဂိုင်းငါရှင်ကိုသီးခံပါလေငါရှင်ကလည်းငါ့ကိုသီးခံပါဆိုပြီးတော့ပြန်တောင်းပန်တယ်နော်တခါကြီးမိုက်ပြအဲ့ဒီလိုနီးနဲ့တိဟနာရသုတ်တန်သည်ဏီကုံချုပ်ပါတယ်ဟုတ်လားတခါကြီးမိုက်ပြဒီတော့ဘေးသက်တို့အနေနဲ့ဗာစဉ်းစားရမှာလဲတာဓိကုံမြေပြီးတော့ဗာလဲရေမီလေအဝိစုပ်အဲ့ဒီ၅ခုကိုခုထားနော်ပြီးရင်ဗာလဲဒွန်စန္ဒာပြီးတော့ဗာလဲဂျိုဂျိုးတဲ့နွားလားအဲ့ဒီနှစ်ခုကိုတပုံပုံဟုတ်လားပြီးရင်မွေကောင်ပုတ်ခွေးသေးကောင်ပုတ်ကိုလေပင်ဆွဲထားရသလိုမျိုးအပေါက်တွေအများကြီးရှိပြီးတော့ယိုကျနေတဲ့ရှံကျနေတဲ့မဲစီဦးကိုခေါင်းမော်ရွက်ထားရသလိုမျိုးကိုယ်ခန္ဓာရဲ့အကြောင်းကိုအဲ့ဒါလိုသဘောထားနိုင်လို့ရှိရင်မကောင်းတဲ့စိတ်တွေနဲပြီးတော့ကောင်းတဲ့စိတ်တွေညားလာမယ်ဆင်းရဲတဲ့စိတ်တွေနဲပြီးတော့ချမ်းသာတဲ့စိတ်တွေညားလာမယ်အဲ့ဒီလိုဆင်းရဲတာတွေနဲပြီးတော့ချမ်းသာတာတွေများအောင်ကြိုးစားခြင်းသည်ပဲနဲ့ကိုဘာလုပ်နေတာလဲပူကောင်းအောင်လုပ်နေတာ